Hallelujah အမတမဝမ်းမြောက်ပါတယ်ဖျားခင်ပြင်ဆင်ပေးတဲ့ဒီနေ့ရက်ကိုပြင်ဆင်ပေးတဲ့ဖျားရှင်နာမကပါဆက်ဆက်ဘုန်းကြီးและမင်္ဂလာရှိပါစေကျွန်တော်ဖျားရဲ့သဘောတဘာဝကိုနားလေသွားရင်သိပြီးတော့မှကြီးမားတဲ့မင်္ဂလာရှိတယ်ဒါကြောင့်ယောဟန်ခန်းကြီး8ငယ်32မှာဗာပြောလဲဆိုတော့တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်စေမယ်လို့ပြောတာ Ye shall know the truth will set you free Ye shall know the truth will set you free ဒီမှာရှိတဲ့ညီကိုမောင်မတို့ကျွန်တော်ကဖယားရဲ့ဂျေဇုတော်ကြောင့်ဖယားရဲ့အကြံအစီတော်ကိုနားလေခွင့်အနှဲငယ်ရလာတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်ဘဝကအင်မတန်ထူးခြားတယ်ထူးခြားလာတဲ့အခါမှာကျွန်တော်မပြောဘဲမနေနိုင်လို့ဖယားကောင်းမြတ်ခြင်းကိုပြောနေရတာပဲဖြစ်တယ်တခါလေကျွန်တော်စဉ်းစားတယ်အမျိုးစုံသောအကြောင်းရင်းတွေဖြစ်လာတဲ့အချိန်မှာကျွန်တော်ဒီလိုဆုံးဖြတ်တယ်နာအင်္ဂလိပ်တင်းတော်အင်္ဂလိပ်အတိုင်းဝိုင်းမှာပဲငါယူပါယုံလဲကြီးကြီးထားရတော့အင်္ဂလိပ်အတိုင်းဝိုင်းမှာပဲငါဆက်ကတ်တော့မယ်တော်ပြီဒီလူတွေကမတမှုကွာဆိုပြီးတော့မှစဉ်းစားတဲ့အချိန်တွေရှိပါတယ်စဉ်းစားတဲ့အချိန်တွေရှိပါတယ်စေရနာနဲ့ငါတလောက်ပေးတဲ့အရာတခုဘာလို့နားမလဲတာလဲဆိုတဲ့အပိုင်းတွေလည်းရှိတယ်ကျမ်းစာဘာပြောလဲဆိုတော့နောက်တစ်ပိုင်းမှာငါလူတို့ဒီပညာနည်းလို့ဆုံးရှုံးတယ်ဆိုဖယားရဲ့သဘောတဘာဝကြီးကသူ့သားသမီးတွေလုံးဝမဆုံးရှုံးစေခြင်းဘူးဗျအာမင်ဖယားသူ့ရဲ့သားသမီးတွေကိုအောင်မြင်စေခြင်းလွန်းလို့ယေရှုခရစ်တော်ကိုလောကကိုကြွလာစေပြီးကျွန်တော်ကျမတို့အတွက်အပြစ်ကြွေးအလုံးဆက်ပေးခဲ့တာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တာကျွန်တော်တို့အပြစ်ငရဲကနေလွတ်မြောက်ဖို့တခုပဲဆိုရင်တော့ဒီလောက်ပဲပေါ့နော်ဒါပေမဲ့တကယ်လေ့လာတဲ့အခါမှာဒါကြောင့်ငါလူတို့ကပညာနေသောကြောင့်ဆုံးရှုံးတယ်ဆိုတဲ့စကားလုံးကဘာကိုပြောတာလဲဆိုတော့ငါကအောင်မြင်ခြင်းကိုပေးထားရဲ့သားနဲ့ငါပေးတဲ့အရာကိုမသိဘူးဘလို့ယူရမှမသိတဲ့အရာကသူတို့ကိုရှုံးနေစေတာလို့ပြောလိုက်တာဖြစ်တယ်ဆိုတော့ဒီနေ့ဖယားရဲ့အကြံအစီကိုသူရဲ့အသင်းတော်ကိုသိဖို့ရန်တော့ဖယားသခင်ဝိညာဉ်တော်အပြင်ဝိညာဉ်တော်အခွင့်ပေးတဲ့အမှုတော်ဆောင်တွေကနေဖယားစကားပြောနေပါတယ်ဒါမဲ့ဒီနေ့ယုံကြည်သူတွေမှာ confused ဖြစ်နေတယ်ယုံကြည်သူတွေမှာရှုပ်ထွေးနေတဲ့အရာပါလဲဆိုတော့ဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကိုနားမလည်တဲ့အခါမှာကျမ်းစာအုပ်ကင်ပြီးတော့ဟောတဲ့ဆရာတိုင်း reasonable ကြပြောနိုင်ရင်ဟုတ်ပြီလို့ထင်တယ်ဒါလည်းမမှားပါဘူးပြဿနာပါလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကဆရာတွေနဲ့ပဲကြီးပြင်းလာပြီးတမန်တရားနဲ့မကြီးပြင်းလို့ဖြစ်တယ်ဆရာတွေပြောသမျှလောက်နဲ့ပဲ
ကိုယ်တိုင်ကနှုတ်ကပတ်တော်နဲ့တွာလာခြင်းမရှိတော့ကြောင့်ဆုံးရှုံးနေတဲ့ခရိယန်တွေအများကြီးပဲဟိုလူပြောတဲ့စကားကသူနဲ့တဘာဝတူရင် तू ကဒါပဲအမှန်လို့ခံယူတယ်ကိုကအမှန်လို့ထင်ထားတဲ့အရာကမှားနေရင်သူ့ဘဝတစ်ခုလုံးအတွက်ဆုံးရှုံးသွားတယ်ဒါဆိုတော့တမာတရားစစ်မှန်တဲ့တမာတရားကိုဘယ်လိုသိနိုင်လဲတဲ့စစ်မှန်တဲ့တမာတရားမှာအမြဲတမ်းတတ်သိရှိတယ်ဘာရှိတယ်လဲတတ်သိရှိတယ်ဆိုတော့အကြောင်းအချက်လေးတွေနဲ့ပြောပေမဲ့ဟောပြောနေတဲ့ဆရာတွေဘုရားသုံးနေတဲ့သူတွေလည်းအများကြီးတော့ရှိပါတယ်နော်ဒါပေမဲ့ဆရာအနေနဲ့တော့ဘုရားရဲ့အကြံအစီတော်ကိုပြောတဲ့အချိန်မှာတိုက်ခိုက်မှုတွေအများကြီးလာတာဒါပေမဲ့ဘလောက်တိုက်ခိုက်မှုလာဆရာမပြောရင်ဒီပုတ်ထဲကဒီပဲသွားကြအောင်ပါပဲဒီလိုပုံစံနဲ့ပဲသွားကြအောင်ပါပဲဆရာမပြောလို့မရဘူးဘာလို့မြန်မာပြည်မှာဆရာပြန်ရောက်သွားပြီးတော့မှအများကြီးနှုတ်ထမှုတွေဖြစ်စေခဲ့တယ်2012ကနေစပြီးတော့နှုတ်ထမှုအများကြီးဖြစ်စေခဲ့တယ်ဖျားเจ้าထဲမှာပဲငြိမ်နေတဲ့သူတွေအယတမားတွေဘိန်းစားတွေအများကြီး2012မှာပြောင်းလဲခဲ့တယ်လွတ်မြောက်ခဲ့တယ်ဖျားမလုပ်ရင်ကျွန်တော်လည်းမလုပ်တတ်ဘူးအဲ့ဒါတွေကဂိုင်းကနာတွေထဲကနေလွတ်မြောက်တယ်လူမျိုးတွေထဲကနေလွတ်မြောက်တယ်ကျွန်တော်ဖျားအသုံးပြုခဲ့ပါတယ်ဒါပေမဲ့ဆရာဝိညာဉ်ထဲမှာအမြဲတမ်းဖြစ်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့ဖျားသခင်ရဲ့အမွေခံလို့ပြောတဲ့ဖျားသားသမီးတွေကအမွေမရတာကိုစိတ်မကောင်းတာတချို့ကလည်းပဲတိတလောက်တော့ပြောကြတာပေါ့ချို့လူတွေဘာပြောဆိုဆရာဒေးဗစ်လာကကြွယ်ဝချင်းကြောင်အယံပြောတယ်လို့ပြောတယ်တရားရခိုင်တို့ကျွန်တော်ပြောမယ်ဖခင်ကကြွယ်ဝစေခြင်းနဲ့ဖခင်ဖြစ်တယ်မစင်းရဲစေခြင်းဘူးညီကိုမောင်မသူတို့သားသမီးတွေခင်ဗျာဘာမှကောင်းကင်ဘုံရှင်အဖအကြောင်းမပြောသေးနဲ့အရင်ဆုံးခမည်းသားသမီးကိုခမည်းစင်းရဲစေခြင်းလားအဲ့ဒါပဲပြောဘယ်သူမှမစင်းရဲစေခြင်းဘူးအတက်ကိုတော့မှစွန့်ပြီးတော့မှချစ်တဲ့ဖခင်ကသူ့သားသမီးကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့ဗျာတင်တို့တောင်းပန်ကြံစီသမျှထက်အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဖခင်တဲ့တင်တို့တောင်းတာထက်ပိုကောင်းတော့ပေးခြင်းတဲ့ဖခင်ကကျွန်တော်တို့ဖခင်ဗျာငါဤဖျားခင်ဒီဘုံဝါနုပေါ်၌စံပေတော်မူသောစီစဉ်ရှိတဲ့တင်တို့အလိုရှိမြောက်ရွေရှိခရစ်အပြင်ပြည့်စုံစေမယ်ဆိုတော့ကျွန်တော်ဘာအဓိကပြောရလဲဆိုတော့ကျွန်တော်ကကျွဲဝခြင်းအကြောင်းကိုအဓိကပြောနေတာမဟုတ်ပဲနဲ့ဖျားကိုရရဲ့သားနဲ့ဘာလို့မကျွဲဝလဲဆိုတော့ကျွန်တော်ပြောနေတာဖျားမပါလာတဲ့ကျွဲဝခြင်းကလည်းအလကားပဲဖျားမပါလာတဲ့ကျွဲဝခြင်းကအလကားပဲဖျားမပါလာတဲ့အိမ်ကြီးမှနေရလဲအလကားပဲဖျားမပါလာတဲ့အရာမှန်သမျှဘာတစ်ခုမှမကောင်းဘူးဒါပေမဲ့ဖျားကိုရတယ်ပြောပြီးတော့မှအကျွေးတွေနဲ့သူများကိုလိန်ရညာပြီးတော့မှပူပန်တောကင်နဲ့နေရတာဖျားလို့တော့မဟုတ်ဘူးဗျဆရာတယောက်ကတရားဟောတယ်အမှုတော်ဆောင်တယောက်ရဲ့သားကတဲ့အမှုတော်ဆောင်တယောက်ကအယမ်းဆင်းရဲတော့သူ့ရဲ့သားကငါတနေ့အမှုတော်ဆောင်ဖြစ်ငါအဖေလို့စင်စင်ရဲနဲ့အမှုတော်မဆောင်ကြွကြွဝအမှုတော်ဆောင်မယ်လို့ပြောတယ်တဲ့အဲ့လိုပြောတာမှားတယ်တဲ့အဲ့ဒီဆရာပြောတယ်ကျွန်တော်ပြောမယ်မမှားဘူးကျွန်တော်တို့ငယ်ငယ်တုန်းကဘယ်အမှုတော်ဆောင်မှအထင်မကြီးဘူးကျွန်တော်တို့အမှုတော်ဆောင်ခြင်းစိတ်လည်းမရှိဘူးအမှုတော်ဆောင်ဖို့လည်းလာမပြောနဲ့စိတ်ဝင်စားဘူးပတ်စံချမ်းသာတဲ့အသင်းတော်မှာသင်းအုပ်ဆရာဖြစ်ရင်တော့နည်းနည်းတကာမတွေကတောင်းတော့
သူတို့လည်းနည်းနည်းအဆင်ပြေတာပေါ့စင်းရဲတဲ့နေရရှိတဲ့တင်းအုပ်ဆရာတွေကြတော့အတင်းသားတွေကလည်းစင်းရဲတော့သူတို့လည်းလိုက်စင်းရဲတယ်ဒါဆိုနေရပေါ်မှာမူတည်သလားကျွန်တော်တို့ရဲ့ကောင်းကြီးอ่ะ no ကျွန်တော်ကောင်းကြီးကိုအရင်မပြောဘူးကယ်တင်ခြင်းကိုအရင်ပြောတယ်ယေရှုကိုအရင်ဆုံးရရမယ်သင်ဘာသာဘီလီယံနာမကလို့ကြိုက်တာဖြစ်ဖြစ်သဘောပေါက်အောင်ရှင်းပြခြင်းတယ်မြန်မာပြည်သားတွေကိုလည်းပဲအမှုတော်ဆောင်တွေကသဘောမပေါက်တာကျွန်တော်ပြောတာနံပါတ်1သင်ယေရှုရရမယ်နံပါတ်1အသက်ကြောက်တည်းဟူသောယေရှုကိုရမယ်သားတော်ကိုမရရင်အသက်ကိုမရသားတော်ရတော်သူတွေအသက်ကိုရ၏အရေးကြီးတာကတင့်ဘာသာဘလောက်ကျွဲဝချမ်းသာမနှက်ဖန်နေ့ရမှာဒိန်းဆိုမနှက်ဖန်အောင်မပြောနဲ့မနေ့ကကျွန်တော်တို့ရဲ့ချစ်လာတဲ့နော်မထရီစီဆီယမထရီစီရဲ့သားလေးသားအကြီးဟာတချင်းဆိုနေရင်းနဲ့စတိတ်စင်ပေါ်မှာပဲ heart attack ဖြစ်ပြီးတော့မှဆုံးသွားတယ်ခင်ဗျဆုံးသွားတယ်ခင်ဗျကျွန်တော်တို့လည်းပဲလူအသက်ဆိုတာအခိုးငွေ့လေးပါဗျအခိုးငွေ့လေးပါခဏနေပျောက်ကွယ်သွားမဲ့လူတွေပဲဗျနေမြင်ညပျောက်ပါဒါပေမဲ့ကျွန်တော်ပြောပြချင်တာနေမြင်ညပျောက်အချိန်မှာနံပါတ်1သင်ရထားမှာထာဝရတတ်ပဲဘယ်သူအဖြစ်လဲယေရှုအဖြစ်ဘုရားခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရတတ်ကိုရစေခြင်းကဘုရားခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တော်မူ၏ဆိုတော့ဒီမှာရှိတဲ့ညီကိုမောင်မရောက်စီတိုင်းအရင်ဆုံးသင်ရဲ့နံပါတ်1အချက်ကတော့ခရိယန်ရဲ့အတ္တရဲ့ကာကြီးကတော့ကယ်တင်ခြင်းပဲကာကြီးဆိုတာစလိုက်တာနဲ့သူငယ်တန်းကာကြီးဆိုတာစတင်တာနဲ့တင်သိရမှာခရိယန်တတ်တာရဲ့ကာကြီးကကယ်တင်ခြင်းပဲဗျအေးယေရှုကိုရပြီးတာနဲ့ကယ်တင်ခြင်းပဲရတယ်လို့ပြောရင်ကျွန်တော်လက်မခံဘူးဗျသားတော်နဲ့တကွ Come on that's what I'm talking about သားတော်နဲ့တကွဘာကြောင့်ကျွန်တော်ပြောတယ်ထင်လို့လဲညီကိုမောင်မတို့ကျွန်တော်နိုင်ငံတကာသွားပြီးဗျဖယားတခင်လည်းနိုင်ငံတကာမှာကျွန်တော်ဖယားအသုံးပြုလာတဲ့ချိန်မှာနိုင်ငံတကာတော့မှတကယ်ဖယားနိုင်ငံရဲ့ general တွေနဲ့ကျွန်တော်ဖယားခင်ကအတူအလုပ်လုပ်ခိုင်းတဲ့အချိန်မှာမြန်မာပြည်ထဲမှာရှိတဲ့အမှုတော်ဆောင်နဲ့လောကမှာဟလာဒီနိုင်ငံတကာမှာဖယားချီးမြှောက်တဲ့အမှုတော်ဆောင်နဲ့ခွာခြားတော့ကျွန်တော်တွေ့လိုက်တယ်သူတို့တွေကဘယင်သားသမီးတွေလိုအမှုတော်ဆောင်ပြီးတော့ငါတို့တွေကဘယ်လိုမှုတော်ဆောင်နေတာလဲဆိုတာကြီးကိုကျွန်တော်သွားမြင်တယ်အဲ့မှမခံစားနိုင်ဘူးဆရာကဘာတင်ပေးတယ်ထင်လို့လဲညီကိုမောင်မတို့ဆရာသားသမီးတွေကို2026ကနေစပြီးတော့မှဒီသားသမီးတွေရဲ့ငွေကြေးဟာလုံးလဲချလဲလိုက်တာမဖြစ်စေရဘူးကျွယ်ဝရမယ်ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်လာမယ်အဲ့လိုပြောလို့လူတွေအကြိုက်ဆရာရှောက်ဟောတာမဟုတ်ရှောက်မကြိုက်တဲ့လူလည်းအများကြီးပဲအကြိုက်ဟောရင်ကြိုက်တဲ့လူပဲရှိမှာဗောဗျဘာလို့ကျွန်တော်မကြိုက်လဲကျွန်တော်ကြိုက်မကြိုက်စိတ်ဝင်စားဘူးလူတွေလွတ်မြောက်ဖို့ပဲကျွန်တော်ဟောတယ်လူတွေကြိုက်အောင်ဟောမှာတော့ကျွန်တော်ဟောတတ်တာဗောဗျာကျွန်တော်တော်တယ်ဗာထင်လို့လဲဒါပေမဲ့အချိုးမပြေတဲ့ရုပ်ပေါက်တယ်ကျွန်တော်ကဘာဆိုကျွန်တော်ကတဲ့အကျွေးတာဖယားပြောခိုင်းတာပဲကျွန်တော်ပြောတယ်အလူငွေလဲစိတ်ဝင်စားဘူးဘာဆိုကျွန်တော်ဖတ်တာကျွန်တော်ကျွယ်ဝပြီးသားဖြစ်နေလို့ကျွယ်ဝတယ်ဆိုတာလည်းပဲခဏနေရှင်းပြမယ်ဒါလည်းရှင်းပြမယ်ဒီမှာရှင်းပြတာဒီနေ့အများများတယ်အောင်မြင်ခြင်းရဲ့နဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ AI မေးတယ် AI မေးစရာမလိုတို့မှာ HI ရှိတယ် AI ဆိုတာတိလား artificial intelligence ဆိုတော့ artificial ဆိုတာဘာလဲအဓိပ္ပာယ်ပြောင်းလဲ artificial ဆိုတာဘာလဲတွားပြီဟုတ်လား artificial intelligence ဟုတ်လား AI ဆိုတာဟုတ်လား artificial intelligence ဘုရားသခင်ကခရစ်တော်ကကောင်းကင်ဘုံပြန်တက်ကြွသွားတဲ့အချိန်မှာ AI ထားခဲ့တာမဟုတ် HI
Holy Spirit intelligence ကိုထန်ထားပေးခဲ့တာမင်းတို့အကျွမ်းမဲ့ပေါ်ပြမဲ့သူက HI not AI ကျွန်တော်အရင်ပြောတတ်တယ်နော်မပြောချင်လို့နေနေတာဒါမဲ့ကျွန်တော်ပြောချင်တာညီကိုမောင်မတို့ဒါတွေနဲ့ကျွန်တော်အချိန်မကုန်နိုင်ဘူးဒီမှာရှိတဲ့မိသားစုတွေအကျွေးတွေထဲနဲ့လွတ်မြောက်မယ်သာသနာထဲမှာပါဝင်ရမယ်အမှုတော်ထဲမှာစက္ကန့်နာရမယ်ပေးကမ်းနိုင်တဲ့သူတွေဖြစ်ရမယ်နိုင်ငံတော်ကပြန်ကြည့်ပြီးတော့အားကျတဲ့သူတွေဖြစ်ရမယ်ပတ်ဝန်းကျင်ကိုပြန်လဲကောင်းကြီးဖြစ်စေတဲ့သူတွေဖြစ်ရမယ်ဒီသူတွေကဘသူတွေလဲလို့ကြီးတဲ့ခါမှာဒါတွေကဖျားသားသမီးတွေလို့ပြောနိုင်ရတဲ့အဆင့်ဖြစ်ဖို့ဖျားကောင်းကြီးပေးရှင်တယ်Come on ကျွန်တော်အကြိုက်မဟုတ်ဘူးကျွန်တော်အဲမှာဖျားဖော်ပြလိုက်ရပဲကျွန်တော်ဟောတာ AI နဲ့ HI ဘာကွာလဲလို့ခင်ဗျားတို့သိချင်ရင်ရှာလိုက်အင်တာနက်ခေတ်ကြီးမှာရှာလိုက်ပြောပြလိုက်မယ် AI ကဘာလဲတဲ့ AI ကတဲ့မင်းလိုချင်တဲ့အောင်ချက်ချင်းမင်းသိချင်တဲ့အောင်ချက်ချင်းပေးနိုင်တယ်တဲ့ Okay ဆရာနောက်ခဏနေရှင်းပြမယ်အခုပဲရှင်းလိုက်ပါမထူအောင်သိရမလားနောက်ခဏဒိုးကအဝေးရောက်ဝိုင်းမရှင်းပြမိပဲနဲ့ရှန်ခဲ့တဲ့ဟာလည်းအများကြီးပဲရှင်းပြရှင်တာအများများလို့ Okay so AI ဆိုတာက artificial intelligence ဆိုတော့ AI နဲ့ HI Holy Spirit intelligence တဲ့ဘာကွာလို့ဆိုရှင်းပြမယ်အခုပဲရှင်းပြတော့မယ်မတတ်နိုင်တော့ရင်ထဲမှာ is really burning in my heart ပါလေဒီလိုလာတာဆရာမသိလို့ဆရာတစ်ခါလေးကလေးစိတ်မပြောက်သေးဘူးပြောပဲနေတတ်တယ်ဒါပေမဲ့စိတ်မရောက်ရင်တော့နည်းနည်းလူကြီးလို့ပါလို့ ਨੇ ဒါပေမဲ့လူကြီးပါပဲအသက်တော့မကြီးဘူးလူကြီးလို့နေရတယ်ဖခင်ဆိုတော့ဒီလိုဒါပေမဲ့အေးစေးပဲပေါ့ပါလေးသွားမယ်ပေါ့ဆဆတော့မနေဘူးအာမင် Okay artificial intelligence ဥမာဆိုပါစို့သင်ကစီးပွားရေးအကြောင်းကိုသင်မေးမယ်ဆိုရင်သင်ကိုသူဖြေပေးလိမ့်မယ်အကြောင်းအရာတစ်ခုတော့သိအောင်သင်ကိုသူဖြေပေးနိုင်တယ်နော် information ပေးတယ်ဒါပေမဲ့သင်တကယ်အဲ့တိုင်သွားလို့လေသင်စီးပွားရေးမှာမအောင်မြင်ဘူးတကယ်လက်တွေ့သွားလို့ကြည့်လိုက်မရဘူးဒါပေမဲ့သိချင်တဲ့ information လေးတွေတော့သူပေးတယ်ဥပမာသင်မှာယောဂဖြစ်ပြီးဆိုပါစို့ဆရာဝန်ကလုံးဝလက်လျှော့လိုက်တဲ့ယောဂမျိုးကွာသင်ဖြစ်ပြီးဆိုပါစို့နော်ဆိုပါစို့ဆရာလည်းကောင်းကြီးပေးဖို့လော်တော့ဆိုတော့အဲ့ဒါဖြစ်မှာဆိုလို့ဆိုပါစို့ဒီလိုပြောတာဆိုတော့ဒီလိုယောဂဖြစ်တဲ့အချိန်မှာဆရာဝန်ကလက်လျှော့လိုက်ပြီလို့ပြောတဲ့အချိန်မှာအဲ့ဒီ AI ကသင်ကိုကြမ်းမအောင်မလုပ်ပေးနိုင်တော့ Come on အဲ့ဒီ AI ကသင်ကို information ကောင်းကောင်းပဲပေးနိုင်တယ်ဒါပေမဲ့ဆရာဝန်ကမရတော့ပါဘူးလို့ပြောရင်အဲ့ဒီ AI ကဘာမှမလုပ်ပေးနိုင်တော့ဒါပေမဲ့လုပ်ပေးနိုင်တာ HI ဒါကိုဆရာကရှင်းပြမယ်ခဏနေတိတ်ကျွမ်းကျင်လို့တော့မဟုတ်ပေမဲ့လဲ10တန်းတော့မအောင်နဲ့ကျွန်တော်ကနည်းနည်းပါတော့ Greek တွေပါလေလေ့လာတယ်ခင်ဗျပညာနည်းတဲ့သူမဖြစ်ချင်လို့လေသဘောပေါ်လာမသိဘူးအတန်းပညာအောင်တာမအောင်တာအရေးမကြီးဘူးလေ့လာမှုအားကောင်းမှုအရေးကြီးတာလေ့လာမယ်ဘာလို့လဲငါလူတို့ပညာနည်းလို့ဆုံးရှုံးတဲ့အထဲမှာတော့မပါချင်းဘူးသူ့ရဲ့ပညာနည်းတဲ့လူတွေထဲမှာတော့တို့မပါချင်းဘူးဒါကြောင့်ဖခင်ရဲ့ဆိုလိုရင်းကဘာလဲဆိုတာသိအောင်တော့ original Greek တို့ Hebrew တို့ကနေပြန်လေ့လာမှာပဲသူ့ရဲ့ဆိုလိုရင်းကိုနားလည်မှာဖြစ်တယ်တို့မြန်မာလိုမျိုးအဓိပ္ပာယ်လျှောက်ဖွင့်တော့လွဲစရာအများကြီးရှိတယ် Hello မြန်မာလိုအဓိပ္ပာယ်ဖွင့်တော့လွဲစရာအများကြီးရှိတယ်ဒါကြောင့်မြန်မာလိုအဓိပ္ပာယ်ဖွင့်တာလွဲပြီးတော့မှပြဿနာတက်နေအဖွဲ့လေအများကြီးပဲကယ်တင်ရှင်ရတဲ့အဖွဲ့နဲ့ကယ်တင်ရှင်ရောက်တဲ့အဖွဲ့နဲ့နှစ်ဖွဲ့ကွဲသွားတယ်လင်းယုံတစ်ဖွဲ့နဲ့လက်ထတစ်ဖွဲ့နဲ့ကွဲတဲ့အဖွဲ့ရှိတယ်ဆိုတော့အဲ့ဓာတွေကအရေးမကြီးဘူးအင်္ဂလိပ်မှာတစ်လုံးပဲဖော်ပြထားတယ်
golden eagle ပြီးသွားပြီ okay now ဘာပြောလဲကယ်တင်ရှင်ရောက်တာလည်းမပြောဘူးရတယ်လည်းမပြောဘူး save you are ဘာဖြစ်လဲ you are saved the name of the Lord is a strong tower righteous run unto it they are saved they are saved သူကဘာဖြစ်သွားလဲ save ဆိုတာဘာလဲပြီးသွားပြီ save သွားပြီ save သွားပြီ you are already saved man save သင် save လုပ်လိုက် save သွားပြီသင်ပြီးသွားပြီ finito Spanish လို့ဆိုရင်တော့အင်္ဂလိပ်ဆိုရင် finish ကရင်လို့ဆိုရင် we တီလီမို we ကချင်းလို့ဆိုရင်ငွတ်ဆိုင်တော်လည်း e ပဲလားငွတ်ဆိုင်ပဲငွတ်ဆိုင်ဟမ်အော် e ဆိုမိကုံဖြစ်သွားပြီ okay မ e တော့ဘာလဲငွတ်ဆိုင်ကင်းလို့ဆိုရင် we ဟုတ်ပြီ willy ပေါ့ဒါဒီတရချက်ကတော့အစဆိုရင်တော့တဲ့ willy စာနဲ့ဆိုတော့ willy နှုတ်ထွက်စကား we ဖြစ်သွားတယ်တဲ့ဒီကင်းချန်တဲ့လာတော့ကြောင့်တို့ဘိုးတော့လက်ခံလိုက်ပါလားတို့ကင်းကလာကတော့မကြမ်းကျင်တဲ့အတွက်ကြောင့် okay ချင်းလို့ဘယ်လိုပြောလဲထေဇောဟာပြီးသွားပြီထေဇောဘယ်သူကြံသေးလဲမွန်းလို့ဘယ်လိုပြောလဲ3 ရက်ဟာဒါပဲ finish ဘာကြံသေးလဲကိုရီးယားလို့ဘယ်သူရလဲအော်ပါတယ်အိန္ဒိယလို့ဘယ်လိုပြောလဲဘယ်သူရှိလဲအိန္ဒိယလို့စမတ်ရိုကီယာတရုတ်လို့ဝါလောဟာကင်းရောတရုတ်ကတခါတည်းဖန်ဆွဲလိုက်တာသူပဲအပကင်းနဲ့ကလားနဲ့ကလားလက်တက်တယ်တရုတ်လက်တက်တယ်အလ္လာဟ်ဟိုလိုက်လားမိုင်းတယ်နော်ကလားနဲ့တရုတ်တခါတည်းပြောနေတာလုံးဝလေးစားသွားပြီတော့ပြီထားလိုက်တော့ဆရာပြီးသွားပြီ saved အာမင်ပြီးပြီဒါကိုမပြီးနိုင်မဲ့ခရိယန်တွေရှိတယ်ယေရှုကပဲထပ်လာပြီးတော့နောက်တစ်ခါအသေးခံပေးရတော့မလို့လဝကတန်တပ်ပြီးလှုပ်ပေးရတော့မလို့ပြီးပြီယေရှုကလှုပ်ပြီးသွားပြီသူသာအမှုပြီးပြီလို့မပြောခဲ့တဲ့ဆိုဘယ်လောက်ထိဒုက္ခရောက်မလို့မသိပြောခဲ့တာတောင်းမှမပြီးနိုင်တဲ့ခရိယန်တွေရှိနေto be continued တဲ့ဆက်ရန်ရှိသေးတယ်ဆိုတဲ့အကွာရှိသေးတယ်မရှိတော့ဘူးပြီးသွားပြီယေရှုလှုပ်ပေးပြီးသွားပြီအာမင်ဟာလေလုယာဆိုတော့တို့ရဲ့ခရိယန်တတ်တာဆိုတာယေရှုလှုပ်ဆောင်ပေးတဲ့အပေါ်မှာနေ့တိုင်းယုံကြည်ခြင်းနဲ့ဝန်ခံပြီးတော့အသက်ရှင်ရတာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အပေါ်မှာသင်လှုပ်ရှားတစ်ခုပဲရှိတယ်ထပ်လှုပ်ရှားဘာမလို့ thank you Jesus sorry ကီးလေးပေးလိုက်မယ် thank you Jesus thank you Jesus ဒါလေးပဲ thank you Jesus နေ့တိုင်း thank you Jesus ချီးမွမ်းလေချီးမွမ်းစရာအကြောင်းတွေဘုရားသခင်ဖြစ်စေလေချီးမွမ်းလေချီးမွမ်းစရာအကြောင်းဘုရားခင်ဖြစ်စေလေချီးမွမ်းလေချီးမွမ်းစရာအကြောင်းဘုရားခင်ဖြစ်စေလေပဲ hallelujah thank you Jesus thank you Jesus hallelujah ဒါပဲ hallelujah ဆိုလဲဒါပဲဘုရားခင်ချီးမွမ်းပါတယ် hallelujah hallelujah
တင်ကြီးမွန်းတဲ့အချိန်မှာပဲဘုရားသခင်ရှေ့ကနေတင်းရဲ့တိုက်ပွဲတွေတိုက်ပေးနေပြီ Hallelujah 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 ဆိုတော့မှတင်းထဲမှာပူနေလို့မရအောင်ဘုရားခင်ငါ့အတွက်တိုက်ပွဲတိုက်ထားပြီဆိုတော့တင်းယုံကြည်ပြီးတော့မှ Hallelujah လုပ်နေရင်တင်းရဲ့တိုက်ပွဲတွေအလုံးဘုရားခင်အကုန်တိုက်ပေးမယ် Jehovah Nisi ရှေ့ကနေတိုက်ပွဲဝင်ပေးတဲ့ဘုရားရှင်ဖြစ်တယ် Hallelujah Hallelujah ဒီဘုရားကိုရပြီးတော့မှဗျာကျွန်တော်တို့ဆုံးရှုံးစရာဘာအကြောင်းမှမရှိဘူးနော်မရှိဘူးနော်ဒါပညာနဲ့လို့မရဘူးဘာလို့ပညာနဲ့ခိုင်းတာလဲဆိုတခြားလောကပညာမသိရင်နေပါစေမသိနေပါစေဖျားလှုပ်ပေးခဲ့တဲ့အရာတွေကိုတော့သင်မသိလို့မရဘူး Come on တခြားမသိရင်နေပါစေဖျားလှုပ်ပေးခဲ့တဲ့အရာကိုတော့သင်မသိလို့မရဘူးယေရှုကိုယထားပြီးတဲ့လူတယောက်ကထုကိုထူချရမယ်ဗျဘယ်မှာထူချမှာ That's what I'm talking about အဲ့ဒီအကြောင်းအရာကျွန်တော်ပြောချင်တာဖျားကိုယထားတဲ့လူတယောက်ယေရှုကိုယထားတဲ့လူတယောက်ဖျားစစ်ဖျားမှန်ကိုယထားတဲ့လူတယောက်ကထုကိုထူချရမယ်ဗျဒီလောကသားပုံစံမဲဆိုရင်ဘလို့ဖျားဘုံတော်ထင်ရှားမှာလဲဖျားသူ့ရဲ့ဣသလလူမျိုးတွေကိုထူချတဲ့အခွင့်ပေးတယ်ဗျဘာထူချလဲတဲ့သူကိုယ်တိုင်လက်တော်နဲ့ကွဲကားတာသူကိုယ်တိုင်လက်တော်နဲ့အေဂရုပြန်နဲ့ဆွဲထုတ်တာအဲ့ဒီဖာရောရဲ့ဘလောက်ပဲဟာလာသူ့ရဲ့အာနာဘလောက်ပဲပြင်းပါစေသူ့ရဲ့စစ်တပ်ကဘလောက်ပဲအဲ့ဒီချိန်တော့ powerful ဖြစ်ပါစေဖခင်ရဲ့လက်တော်ကြီးအဲ့ဒီဖာရောစစ်တပ်ကပေါ်ပြီး powerful ဖြစ်တယ် Hallelujah ဆွဲထုတ်ပြတယ်ကျုံဘွားနေဆွဲထုတ်တယ်ပြီးတော့မှပါလေဖခင်ကမာနမုံနဲ့ကျွေးတဲ့ဖခင်ဖြစ်တယ်။ရောက်ထဲကရေကိုထပ်ဆွတ်စေပြီးကျွေးတဲ့ဖခင်ဖြစ်တယ်။ကျွန်တော်ဖခင်က supernatural နဲ့အလုံးလုံးတဲ့ဖခင် Hallelujah our God is not natural God our God is supernatural God Hallelujah အဲ့လိုကြီးမြတ်တဲ့ဖခင်ကိုကျွန်တော်တို့ရထားပြီးတော့မှကျွန်တော်တို့ကဗျာရိုးရိုးတန်တန်တော့မနေနိုင်ဘူးဗျာဟုတ်ပါတယ်ဗျာသတ်ပြီးဆိုရဗျာအဲ့လိုလည်းမနေနိုင်ဘူးကျွန်တော်ဟုတ်ကဲ့ပါဗျာဆိုတော့ငုတ်ဆုံနဲ့ကျွတ်ဆုပ်လို့အမွေးကျွတ်တဲ့ကြက်လေးလို့လောကကြီးမှာနေဖို့မဟုတ်ဘူးဗျာဘုရားကျွန်တော်တို့ကိုငါ့ကိုမျှော်လင့်တော်သူဟာရွှေလင်းရုံကဲ Come on man Hallelujahကျွတ်ဆုံမဘူးကြက်ဆုံလည်းမဟုတ်ဘူးရွှေလင်းရုံကဲတော့ပြည့်တော်လည်းမပင်ပန်းခရီးသွားတော့ကမမောရဆိုတဲ့အတ္တတာမျိုးနဲ့ပြုတ်လေသမျှမှာအောင်မြင်ခြင်းကိုပြည့်တယ်ဖခင်ငါကမင်းကိုအမိမထားဘူးဦးကောင်းမှထားလေချီးမြှောက်တဲ့ဖခင်တောမှာနေနဲ့မင်္ဂလာရှိတယ်မြို့မှာနေနဲ့မင်္ဂလာရှိတယ်ဟာလေလုယာနေရာနဲ့မဆိုင်ဘူးသင်ရဲ့စက်သွယ်မှုနဲ့ပဲဆိုင်နေတာHallelujah. Shatalakaba. ကျွန်တော်လိုဟောတဲ့ပုံနဲ့လူကြိုက်ဟောရင်အမောဆိုပြီးသေတာကြာပြီတနေရာထဲမှာဟောတာမဟုတ်ဘူးဆရာအမေဒီနေ့ထိပြေးတော်လဲမပင်ပါခရီးသွားတော့ခါမမောရဆိုတဲ့ဒီနှုတ်ကပတ်တော်ကြီးကျွန်တော်ထဲမှာတကယ်ရှင်းတာနေတာတနေ့ပြီးတနေ့တာအသက်ကြီးလာတယ်အာနေသွားတယ်ဆိုတာတစားမှမခံစားရဘဲနဲ့ဟာလေလုယာဆရာနဲ့တောက်လျှောက်မြန်မာပြည်မှာခီးသွားခဲ့တဲ့လူတွေဆရာဖုတာဒီမှာဆရာဖုတာဒီဆရာဖုတာကတို့ဘယ်မျိုးရောက်တယ်မှလည်းမသိပါဘူးကျိုင်းတုံမှာစံပြုတ်စားနေတဲ့စံပြုတ်ပကိုင်းတဲ့ကိုသူ့ခေါင်းရောက်သွားတယ်ဂရဆိုမေ့သွားတာခဏပျောက်သွားတယ်ဘယ်နှမိနစ်လောက်ပျောက်သွားလဲစံပြုတ်ခွက်ထဲမှာတော်ပျောက်သွားတာမသိလိုက်တော့ဘူးသူပျောက်သွားတာ
ဆရာဒေးဗစ်လာတောက်ချော်ဟောတာတစ်ချက်ပဲမတွေပဲကျွေးတာအဲ့တုန်းကအဲ့ချင်မတွေသွားတဲ့ရှင်ဟုတ်လားမေမြို့မန္တလေးမြစ်ကြီးနားမိုးကုတ်မိထီလာမော်လမြိုင်ဟွာမိုးမတွေပဲဘာလဲတော့ဆရာမသိပါဘူးဘုရားခင်ပို့ဆောင်တာရေးလဲကျွေးတာအဲ့တောက်ချော်ပြီးတော့မှအဲ့ဒီမတွေပြီးတော့မှကျိုင်းတုံဘက်ကိုတက်သွားတာအဲ့ချိန်မှာသူတို့မခံနိုင်တော့ဘူးလေဟုတ်တာဗောသူတို့ဘယ်ခံနိုင်မလဲဖိုးချက်ဆို2ခါလောက်ဖျားနေပြီဆရာချက်ကဖျားလိုက်သူကလည်းဖျားနေနဲ့အနှွေးတယ်လေးလုံးရတီးတယ်သူလည်းတီးတယ်ဖိုးတာလည်းပဲတီးတယ်သူတို့လည်းအမောတွေစုတ်နေပြီသူတို့လည်းဝန်ခံပါတယ်သူတို့ဝန်ခံတယ်ပါတရာနောက်လိုက်ခဲ့တာတဲ့သဘောမပေါက်ခဲ့ဘူးတဲ့အခုမှသဘောပေါက်လာတာတဲ့မနေ့ကသူ့အိမ်မှာသွားဆက်ကတော့အခုမှသဘောပေါက်လာတာတဲ့သဘောပေါက်တော့ကောင်းကြီးရှိတယ်ညီကိုမောင်မတို့ဒီမှာဆီယမနော်ရှောင်းနဲ့လိုက်တယ်ဆီယမနော်ဟိုတော့ငါတဲ့သူကဆရာတို့ company မှာအလုပ်လုပ်တာဆရာတို့အားကိုးခြင်းနဲ့စိတ်အရာရှိတယ်တဲ့ဒါပေမဲ့ဘုရားခင်ဖွင့်ပြခြင်းရတဲ့အခါမှာဆရာတို့အားကိုးခြင်းနဲ့စိတ်ကိုဖယ်ပြီးတော့ငါဘုရားကိုပဲအားကိုးမယ်ဆိုတဲ့နေ့ကနေစပြီးတော့သူ့ရဲ့ဝင်ငွေပြောင်းသွားတယ်ဘုရားရဲ့မဆာကြံခုဆိုဆရာဒေးဗစ်လာတော့မှပြန်လဲပြီးတော့အလူငွေပေးနေပြီအများကြီးသူကနည်းပေါ့စာပေးလာပြီနည်းမျိုးစေ့ကသူ့ဘာပဲကြတယ်သူ့မောင်လေးပါသွားကြသေးတယ်သူ့မောင်လေးပါကိုပေးတတ်လာပြီစားပြီအမှုတော်ထဲမှာဆက်ကပ်ကုန်ပြီသဘောပေါက်သွားတာမင်းတို့လည်းသဘောပေါက်လာတဲ့ခါမှာအခုလည်းဘက်ထရီအိုးလေးပဲစီးပွားရေးလုပ်ခဲ့တာနေ့စီးပွားရေးကဘာလဲငါသားနေဟိုတော့ဘက်ထရီအားသွင်းတာဘယ်ရွာမှာလဲနွေနီချောင်းရွာနွေနီချောင်းကြားဘူးလားမကြားဘူးယူလေးပြောလိုက်နွေနီချောင်းဆိုတာဘယ်ရလဲတာပေါင်းမြို့နယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်အေယာဝတီတိုင်းတော့သိလိမ့်မယ်တာပေါင်းမြို့နယ်ဆိုနည်းနည်းပါသိအောင်မယ်တာပေါင်းမြို့နယ်အထဲဆက်သွားလိုက်မသိတော့အဲ့မှာပါနွေနီချောင်းမှာအိမ်ဘယ်နှထောင်ဘယ်လောက်ရှိလဲအိမ်က100ကျော်200လောက်ရှိပြီဟုတ်200လောက်ရှိတယ်အများကြီးရှိတယ်ဟုတ်အခုတော့နည်းများသွားပြီအဲ့ဒီတော့ကဘက်ထရီဟုတ်တယ်ဘက်ထရီအားသွင်းဘက်ထရီအားသွင်းတဲ့လုပ်ငန်းလုပ်တယ်တရက်ကိုဘယ်လောက်ရလဲရတယ်2000-3000ပေါ့တရက်ကိုသွားတစ်ပတ်ကို2000အဲ့တော့ကဘက်ထရီအဲ့တော့ကဘယ်သူမှမရှိသေးဘူးเนาะကျွန်တော်တယောက်တည်းပဲအားသွင်းနေတယ်နောက်ပိုင်းမှာနောက်တချမ်းကနောက်ပတ်ရှင်တရားထပ်ပေါ်လာတော့နည်းစီမကြတော့အဲ့ဒါနဲ့သူလည်းစီးပွားကျလာတဲ့အခါမှာဆရာပဲဆက်ပြောလိုက်တော့မယ်သူရန်ကုန်တက်လာတာသူ့ကိုကူညီပေးတာတော့ဆရာဖိုးသားဆရာသားမူဒီမုတ်စိတ်လေးနဲ့ဆရာသားမူရှောင်းလင်းဘုန်းကြီးထားနေသူကကရုတုံးလိုက်လုံးဝရှောင်းလင်းဘုန်းကြီးပဲဆရာသားမူကသူ့ကိုခေါ်လာတာဆရာသားမူကခေါ်လာပြီးတော့သူ့ကိုလှုပ်တယ်နေတိုင်းသူဘာနဲ့စားလဲရှူရှဲလက်ဖက်တော့ရှူရှဲလက်ဖက်ကိုဝါးပြီဆိုရင်ဘာလုပ်လဲကိုသွားပြီဆိုရွာပြန်ပြီဆရာအလကားပြောတာမဟုတ်ညီကိုမောင်မတော့အဲ့ဒီကနေပြီးတော့မှသွားလာရင်းနဲ့သူတခုမိုက်ကလေးပေးလိုက်ပါဦးရှာဖို့တော့မိုက်ကလေးပေးလိုက်ပါမိုက်တယ်အရမ်းများနေတယ်အရမ်းနေများနေတယ်အဲ့ဒီကနေပြီးတော့မှဆရာတတိထားမိတာ
ဘယ်အချိန်မှာစပြီးတော့ဝန်ခံခြင်းကိုသဘောပေါက်သွားလားအလဲဒီနေ့သူကအပွားနဲ့အဲမလုံးနဲ့ဟမ်လဲ sorry ဆရာတတိထားမိတဲ့အချိန်မှာဒီချင်းမှရောက်လို့တတိထားမိတဲ့အချိန်မှာသူ့အခန်းထဲကိုဆရာတနေ့ရောက်သွားတယ်အဝတ်စားသွားလဲတာပတ်လဲမှာ तू ကအတကုံကတ်ထားတာအများကြီးပဲ तू အဲ့ဒါတွေအကုန်ဝန်ခံတာဟုတ်လားဘယ်တော့မှစလို့ဝန်ခံတတ်သွား အဲ့တော့မှကျွန်တော်တို့စရောက်တာပတ္တရာနှုတ်ဘတ်တော်ဝင်ရတဲ့ခါမှာအဲ့ဒီဖခင်ရဲ့ဂတိတော်ကိုဆွဲလန်းကြီးအဲ့နေ့မှာဝန်ခံတတ်လာတယ်ပတ္တရာရဲ့နှုတ်ဘတ်တော်အဖြစ်ဘာတွေဝန်ခံခဲ့လဲကွယ်မှတ်မိတော့ပြောကြည့်ပါဦး ဘာပဲဝန်ခံခဲ့လဲဆိုတော့ကျွန်တော်ခုနည်းဝန်ခံခဲ့တဲ့အရာလေးမှတ်မိတော့ပြောကြည့်ပါဦးကျွန်တော်ဟာဖခင်သခင်ရဲ့ကောင်းကြီးဒီနေ့လဲဆ iam ဟန်ဒီဝန်ခံတဲ့ဒီဟိုတော့135ခုမြောက်သောဆန္ဒအခန်းငယ်15မှာပေါ့နော်တင်တို့ဒီထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်ကြ၏ဆိုတဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူဖြစ်တယ်ပြီးတော့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂရုတော်ပေါ့နော်ဒီဟေရှာယအခန်းကြီး53အဲဒီအခန်းငယ်9တွေအများကြီးပေါ့နော်ဂရုတော်တွေကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂရုတော်တွေပြီးတော့အောင်မြင်ခြင်းနဲ့ဆိုင်တဲ့ဂရုတော်တွေယေရှုခရစ်တော်အပြင်ပေါ့နော်တကယ်ဘုရားသခင်ပြင်ဆင်ထားတဲ့ဂရုတော်ကျွန်တော်အများကြီးကတ်ထားတယ်အဲ့ဒီမင်္ဂလာပေါ့နော်အဲ့ဒီမင်္ဂလာအများကြီးပဲအဲ့ဒါဝန်ခံတယ်ဟုတ်တယ်အဲ့တော့မိမမရသေးဘူးဟုတ်တယ်မိမမရသေးဘူးအခုကမိမနဲ့ကလေးနဲ့ကားနဲ့သားနဲ့မယားနဲ့ဟာလေလုယာအာမင်နေဆိုင်ကပိုင်ခဲ့ဘူးလားဆိုင်ကမပိုင်ခဲ့ဘူးစပိန်ရောပိုင်ခဲ့ဘူးတဲ့စပိန်ပိုင်ခဲ့ဘူးတဲ့ချင်းမိုင်စားရောက်ကစားပါဟမ်ဘယ်လိုမော်တော်ဘုတ်ပိုင်တယ်မော်တော်ဘုတ်ကဒီမရောက်လာခဲ့တော့ပဲ့တောင်တစ်စီးရှိတယ်ဆရာကျဲလို့စီးဘူးတဲ့ဆရာတတ်မလို့စီးဘူးတဲ့ဆရာဆိုင်လို့စီးဘူးတဲ့ပဲ့တောင်ပဲ့တောင်အခုတိရှိသေးတယ်ဆရာဟုတ်လားဟုတ်တယ်အဲ့ဒါဘယ်လိုဝယ်တာလဲဘက်ထရီအိုးကနေဝယ်တာအဲ့ဒါကျွန်တော်အဖွားဝယ်ပေးတာပတ်သားအဖွားဝယ်ကျွန်တော်ကအကြောင်းထွက်ပြီးတော့ကျွန်တော်အဖွားကျွန်တော်ဝယ်ပေးတာကျွန်တော်ဒီပဲ့တောင်နေနဲ့မောင်းစားဖို့ပေါ့နော်ဒီဘက်ထရီနဲ့အသွင်းနေတဲ့ပဲ့တောင်လည်းမောင်းတယ်ပေါ့နော်အဲ့ဒီဆက်လီပေါ့နော်အဲ့ဒါဒီလိုဆက်နိုးရတဲ့ဟာဟုတ်ဆက်နိုးရတဲ့ဟာဟုတ်တယ်ဒါပေမဲ့ဘုရားသခင်ကြီးမားသောချမ်းစီရှိတယ်အာမင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 ်ဘယ်နိုင်ငံရောက်ပြီလဲခုအလဲစဉ်းစားရတဲ့ဖြစ်သွားအလဲရေဒီကျောင်းကနေဟာလေလုယာနေကိုရီးယားရောက်ဘူးလားကိုရီးယားမရောက်ဘူးပါသားကိုရီးယားမရောက်ဂျပန်ရောက်ဘူးလားဂျပန်ရောက်ဘူးတယ်အလဲဂျပန်ရောက်ပြီးသွားရင်နေတော့တာဝိုင်းနေတာဝိုင်းပြီးတော့ဘယ်နိုင်ငံရောက်ဩစတြေးလျရောက်ဘူးတယ်ဂျပန်ရောက်ပြီဂျပန်ရောက်ပြီဩစတြေးလျရောက်ပြီပြီးတော့ဘယ်နိုင်ငံရောက်လဲပြီးတော့ဖိလစ်ပင်းရောက်ဘူးတယ်ဖိလစ်ပင်းမလေးရှားစင်ကာပူမလေးရှားစင်ကာပူယူရိုဆိုတာလည်းလန့်သွားယူရိုလောက်ပါနေရလဲပြန်သွားဂျပန်ဩစတြေးလျဖိလစ်ပင်းမလေးရှားစင်ကာပူပြီးတော့မှနယ်သာလန်ဟုတ်နော်ဝေးဆွီဒင်ဒန်မတ်အဲ့လေဟုတ်တယ်ပါသားစဉ်းစားရဂျာမနီအေးပါတာပေါ့အဲ့ဒီခါတော့နည်းဖြတ်လိုက်ရတယ်ဂျာမနီမှာဘာဖြစ်ရတော့နေတရုတ်စာသွားစားလေဂျာမနီမှာဟုတ်တယ်ပါသားဟုတ်တယ်မလားဟုတ်တယ်ပါသားဂျာမနီမှာတို့တရုတ်စာသွားဝင်စားရလေဟုတ်တယ်ပါသားဂျာမနီဝိုင်းကြည့်နေလေတို့အုပ်ကြီးကိုလေဟုတ်တယ်အရန်လန့်တော့လေဟုတ်တယ်ဘာလေးမဲလုံးလေးတွေဝင်လာဆိုတော့တို့အရန်လန့်တာကိုသိရမလားဘာလေးလဲနေမနေဦးဒါဆိုဟုတ်တယ်ယေရှုကြောင့်နွေနီချောင်းကနေဟုတ်တယ်နိုင်ငံတွေပတ်ပြစ်တာပတ်စပို့စာတော့ကုန်ပြီကျေးဇူးပါအဲ့ဒီဆရာပြောပြမယ်တကယ်တော့ तू ကဆရာဒေးဗစ်လာရဲ့ပွဲမှာပထမဆုံး तू လာတီးတာဆရာတမှုခေါ်လာတာအဲ့ပွဲမှာအဲ့တော့CMF ပွဲဆိုတာ Christian Musician Fellowship ဆိုတော့အဆိုးတော်တွေအတီးသမားတွေမြန်မာပြည်ရဗျာဒေသရှယ်တွေဗျာအကုန်လုံးရောက်အဲ့ဒီနေ့မှာကျွန်တော်တရားဟောတာဆရာဒေးဗစ်လာမဟောခင်မှာသချင်းဆိုတာကိုမျိုးကြီးရဲ့သချင်းထဲမှာလည်းအဆောင်ကြီးရွက်တီးတဲ့သချင်းတစ်ပုဒ်ရှိတယ်ပါလဲအမေသချင်းလေအမေသချင်း chromatic scale လာ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 အဲ့ဒါတဘောလုံးလွဲတာတဘောလုံးလွဲတာ
နည်းနည်းလေးကော့လေးမိတော်တယ်တပေါ်လုံးလွှဲတာ တပုတ်လုံးလွှဲတာကော့ခီးရပါသာကျွန်တော်မရတော့ဘူးအဲ့မှာကျွန်တော်ရှက်လိုက်တာ သူဘာလုပ်တယ်ထင်လဲရှက်လဲရှက်တယ်သူရွာပြန်သွားတယ်ဘယ်လိုဆုံးဖြတ်ပြီးပြန်သွားလဲ ဒီအခုချိန်ကစပြီးတော့ဘာမှမတီးတော့ဘူးလေမှာပဲလေပြန်ထိုးတော့မယ်အမစောပြချပြီးတော့ပြန်သွားဒီဂီတာစိတ်နာတော့ ဒါမဲ့အရန်စက်တမှုကြည့်လိုက်မချစ်တတ်တယ်လို့ ਨੇ ကြည့်လိုက်ရင်မချစ်တတ်တာနဲ့အရန်ချစ်တတ်တာမသိရင်ဆီယမအခရီတော့မေးလိုက်အရန်ချစ်တတ်တာမကြခဏလဲနည်းနည်းပါးပါတဝင်တော့တိုးတတ်တယ်လဲချစ်လွန်ဒါတော့မမအောင်လုံးဝမအောင်ချစ်တဝင်မတော်ဘူးဆိုတာချစ်တာမဟုတ်သေးဘူးချစ်တာဆိုတော့တဝင်တိုးတယ်ခါလေသူ့ကိုဘာတူလဲအခရီဘာလဲမင်းသမီးဘာနဲ့တူလို့လဲသွင်းစားနယ်ဝင်းနဲ့တူတယ်ပြောလဲပြောဘာပြောလဲအဲ့นี่ပျော်မနေနဲ့တဲ့တဘောကြတယ်ဆိုတော့ तू ကဘာပြန်လုပ်လဲအဲ့ဆရာတမှုကပြန်သွားခေါ်တယ်ဟုတ်လားဘယ်လိုပြန်ခေါ်လာ ကျွန်တော်ဖုန်းခေါ်တာဖုတ်တာကြီးပြန်လာခဲ့နင်လုပ်စရာအများကြီးရှိသေးတယ် ဝါဒါအရေးကြီးတယ်ဒီဒါလေးတွေအရေးကြီးတယ်လှုပ်ရှားအများကြီးရှိသေးတယ်သိမှန်တာပဲအဲ့ရနဲ့သူပြန်လာတယ်ရှူရှဲဘိုးကနေလွတ်မြောက်သွားပြီလား ဟုတ်တယ်လွတ်မြောက်သွားပြီကြည့်ပြီးတော့ရအောင် အခုကဆရာရှိမှာပဲတဖြည်းဖြည်းနဲ့တကယ်တိုးတက်လာတာပါသူအသေးချစ်တဲ့မိန်းမတို့တလိုက်ညနေပိုင်း Zoom အစီအစဉ်ပါလေ Sunday Zoom အစီအစဉ်ဆိုရင်တော်တော်များများသူကchairman လုပ်တယ်အလှလည်းအရင်ပြင်တက်လာတာအလှအရင်ပြင်တက်လာနော်ဟမ် တော်တော်ပြင်းတက် တော်ပြင်တက်နေဘလို့မြင်လာလဲကိုယ့်ရဲ့မိန်းမဘလို့မြင်လဲ ကိုယ့်ရဲ့မိမဆိုတာရန်ချောတာပေါ့ ဟုတ်တယ်အရန်ကိုတိုးတက်လာတာမကဘူးဆရာပြောပြမယ်ဆရာလေတချင်းတီးလို့ဟို drum နဲ့ bass ကလေမငြင်ဆရာအရန်စိတ်ဆင်းရဲတယ်ဆရာအရန်ကြိုက်တဲ့ bass တမသူပဲအရန်ငြိမ်တယ်အရန်ကောင်းကျွန်တော်တော်အကောင်းဆုံးပဲဗျာဖះပြင်ဆင်ပေးတယ်ဒီမှာရှိတဲ့ဖះသားသမီးတွေဒါကြောင့်ဆရာဘာပြောတဖြည်းဖြည်းနဲ့သူ့ရဲ့ life ကတက်လာတာနော်ဒါကြောင့်ဖះသားသမီးမှန်ချက်လေးပဲဒါလေးပြောလိုက်ပါဦးဝန်ခံချင်းကတကယ်ဘလို့တတ်တယ်တွေထုခဲ့လဲဆိုတော့ပြောပြလိုက်ပါဦး ဘူခန်ကြီးရဲ့နောက်ွယ်မှာတော့တကယ်ကောင်းကြီးရှိတာပေါ့နော်အဲ့မှာကျွန်တော်ဗာတိလဲဆိုတော့ပါဒရာရဲ့အနားမှာရှိရန်တကယ်ကောင်းကြီးရှိတာအဲ့ပါဒရာရဲ့ပိတ်သေးတွေထဲမှာကျွန်တော်တို့နေရတာလေအလိုလိုကိုကောင်းကြီးရရှိနေတာအဲ့ပိတ်သေးရောနော်ပါဒရာကျွန်တော်ပူနားလဲတာဆက်လက်ပြီးတော့လာအောင်မယ်ပေါ့နော်ဒါပဲဖြစ်ဖျားသခင်ရဲ့ဒီမျက်နှာသာရရှိခြင်းပေါ့နော်ပါဒရာအဖြစ်ပါဒရာရဲ့နားမနေခြင်းအဖြစ်နှုတ်ကပတ်တော်လည်းရတယ်ပေါ့နော်အဲ့မှာဖျားသခင်ပြင်ဆင်ပေးထားတဲ့မင်္ဂလာတွေအဂျင်စီတွေကြီးတယ်ဆိုတာကိုပို့ပြီးတော့နားလဲလာတယ်အာမင်ဒီနေရာမှာကျွန်တော်ပို့ပြီးတော့နားလဲတာဆရာအရန်ဝမ်းတာတယ်ဟိုနေ့ကသူ့ရဲ့ဇနီးတဲ့နဲ့သားလေးနဲ့သူကကားမောင်းแล้วထွက်သွားတာသူတော့မမြင်ပါဘူးဆရာကြည့်ပြီးတော့ဆရာမျက်ရည်ကျတယ်ဆရာပီတိဖြစ်တယ်လာတော့အဲ့လိုဂီတာလေးနဲ့ sorry ဆရာအမြဲတမ်းမြင်တယ်သူတို့လေးဒိုးတာဒါပေမဲ့အခုချိန်မှာသူကားဝတ်တက်ထိုင်လို့ရေးလဲဒိုးသွားတာမြင်တာနော်အရန်ကောင်းကြီးရှိတယ်အရန်ကောင်းကြီးရှိတယ်မျက်နှာသာဟမ်မျက်မှန်နဲ့ရေမန်နဲ့ဆွဲသွားတာအရန်ဝမ်းမြောက်တယ်ဘုရားခင်သားရဲ့သုံးပြပါစေအားလုံးအာမင်ခုဆိုလဲဘုရားကြီးတော်ကြောင်းအောင်မယ်ဒီမှာဒီနှစ်ထဲမှာဖြစ်တော်မယ်ထင်တယ်အခုလဲဒီတာချော်လေးစမိုင်းကလက်ထပ်တော်မှာဖြစ်တယ်ဆရာစမိုင်းနဲ့ဆရာမခုဘယ်နေ့လဲမသိဒိတ်တော်ချိန်တာပဲချိန်နေတယ်ဆရာဘုံနဲ့ဆရာနဲ့ပြန်ချိန်ပြီးတော့ဆွဲမယ်လာကြပါ
သူတို့ကိုစားဖိတ်လိုက်ပါပြီလာကြပါကျွေးမယ်အဝကျွေးမယ်ဝါကျွေးမယ်ဆရာအော့စတင်ကတော့သူကလာမယ်ကြာမယ်အသက်ကတော့တိတ်မငယ်တော့ဘူးငယ်သေးလားဆရာဘာမြင်လဲဆိုတော့ဒီသားသမီးတွေအားလုံးကထူးခြားမှာသူတို့မှမဟုတ်ဒီမှာလာပြီးတော့ပါဝင်ဆက်ကပ်နေတဲ့မိသားစုတွေညီကိုမောင်နှမတွေဝန်ခံတိုင်းကောင်းကြီးရရှိတယ်ဝန်ခံတိုင်းကောင်းကြီးရရှိတယ်တင်းတို့ကိုယုံနာမအောင်လောကကြီးကတင်ပေးနေတယ်ယုံနာမအောင်လောကကြီးကတင်ပေးနေတယ်ပြောဆိုတာမအောင်တင်ပေးနေတယ်ယုံနာမှန်သွားရင်ပြောဆိုတာမှန်သွားရင်တင်းရဲ့ like က share ပဲဟေးယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကလေအမင်္ဂလာနဲ့အကုန်မင်္ဂလာပြန်ဖြစ်တယ်တိတ်မကြားလိုက်မှဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကအမင်္ဂလာနဲ့အကုန်မင်္ဂလာပြန်ဖြစ်စေတယ်အာမင်မရမှဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားတွေအားလုံးကအမင်္ဂလာကနေမင်္ဂလာကိုပြန်ပြောင်းစေတယ်ဒါမဲ့သင်ယုံရမှာပါလဲဆိုတော့လူစကားမဟုတ်သင်ရဲ့ခံစားချက်လည်းမဟုတ်ဘူး come on ယုံကြည်ခြင်းနဲ့ပြောတဲ့စကားဘာဖြစ်စေလဲကောင်းကြီးဖြစ်စေတယ်ဒါပေမဲ့ယုံရမှာပါလဲဖခင်စကားပဲရှိတယ်ယုံရမှာပါလဲယုံရမှာပါလဲယုံရမှာပါလဲဖခင်စကားပဲကြိုက်တဲ့သူတွေပြောပါစေဒါပေမဲ့သင်ဘယ်ဆရာပဲဟောနှုတ်ကပတ်တော်နဲ့ပြန်နှိုင်းရှင်ကြည့်အာမင်ဆိုဒီနေ့မှာဆရာဘာကိုအဓိကဝေငှသွားခြင်းလဲဆိုတော့ကျွန်တော်တက်တာထဲမှာဆုံးရှုံးနေခဲ့တာတိတ်များနေပြီဖခင်ဝမ်းနေနေတယ်ဆိုတော့ကျွန်တော်ဖခင်ပေါ်ပြတယ်ပြန်ပြောမယ်တရားနားထောင်ပေးသူသားသမီးတွေဆုံးရှုံးနေတာကြည့်ပြီးတော့သူဝမ်းနေနေတယ်ဘာလို့ဝမ်းနေတာလဲဖခင်ဘာလို့ဝမ်းနေတာလဲဆိုတော့ငါပေးရဲ့သားနေတဲ့ငါကူညီခြင်းနဲ့ငါ့အကူညီမခံကြဘူးတဲ့ဒီစကားလေးဆရာပြောတော့မယ်အခုငါကကူမခြင်းနဲ့ဖခင်ထောက်ပံ့ခြင်းနဲ့ဖခင်မဆခြင်းနဲ့ဖခင်ဖြစ်ရနေတဲ့ငါကိုကူခွင့်မပေးဘူးငါ့ကိုကူညီခွင့်မပေးတဲ့အခါမှာငါဘာမှကူညီပေးလို့မရအောင်ငါသားသမီးတွေဆင်းရဲနေတာမြင်နေရတယ်ငါသားသမီးတွေယောဂထဲမှာတပိတ်မိတလိမ့်နေနေရတယ်ငါမကြည့်ရဘူးဒါပေမဲ့ငါ့ကိုလည်းလှုပ်ခွင့်မပေးဘူးတဲ့လှုပ်ခွင့်မပေးဘူးတဲ့ဖခင်ရောင်းဝမ်းနေနေတယ်ဒီနောက်ကပတ်တော်လေးစပြီးတော့သွားကြည့်အောင်ယောမဩရစာခန်းကြီး8အငယ်26ကိုစပြီးတော့ကြည့်အောင်အများကြီးပြောစရာရှိပေမဲ့ဒီနေ့တော့ဒီအကြောင်းအရာလေးပဲအခြေခံတော့ပြောတော့မယ်ဗျာနောက်ပိုင်းနေမှာလဲဆက်ပြီးတော့မှတင်တို့တခုတော့နားလည်အောင်ရှင်းပြပြစေညီကိုမောင်မတို့ရေကျွန်တော်ဘာလို့ကြွယ်ဝခြင်းများများပြောနေသိလားညီကိုမောင်မဖခင်သားသမီးကြွယ်ဦးကြွယ်ဝတယ်အာခင်ဗျားတို့မရလို့မဖြစ်ဘူးဖခင်သားသမီးကြွယ်ဦးကြွယ်ဝတယ်အဲ့တော့လက်မခံတဲ့ဆရာတွေအများကြီးရှိတယ်သူတို့ဆက်ဆင်းရဲပါစေဆရာစိတ်မကောင်းသူတို့ပဲဆင်းရဲတာပြဿနာမရှိဘူးမဲ့သူတို့ဟောပြောပြီးတော့သူတို့ယုံတဲ့ဖွဲ့တွေအားလုံးဆင်းရဲကုန်တာဆရာအရင်စိတ်မကောင်းဒါပဲဘာလို့လဲသိလားညီဦးမောင်မတို့ကျွန်တော်ကြွယ်ဝတဲ့အတွက်ကြောင့်ကျွန်တော်အများကြီးလုံနိုင်တယ်ဗျအမှုတော့အများကြီးလုံနိုင်တယ်ဗျအများကြီးပေးကမ်းနိုင်တယ်ဗျအများကြီးမဆနိုင်တယ်ဗျအများကြီးဟေးကျွန်တော်ပြောပြမယ်ကျွန်တော်တို့ foundation ရှိတယ်ဗျကျွန်တော် foundation ရှိတယ်အခုချင်းမိုင်မှာ foundation ရှိတယ် Imagine Life Foundation ဆိုတာအခုကျွန်တော် sign board တင်တော့မှာချင်းမိုင်မြို့ပေါ်မှာအကြီးဆုံး sign board တင်မှာ highway ပေါ်မှာ sign board တင်မယ်ကျွန်တော်တို့ကဘာလို့ sign board တင်မှာသလားဒီထိုင်းနိုင်ငံထဲမှာကုညီလိုအပ်နေတဲ့သူတွေကိုကုညီဖို့ရန်အတွက် sign board တင်မှာတကယ်လည်းကုညီတယ်ကျွန်တော်တို့ကလေရင်ကွင်းမှာလိုအပ်တဲ့ဟာတွေမှန်သမျှတော်တော်များများမင်းတို့ပြောကုညီပေးမယ်သူတို့ကလည်းပြောတယ်ဒီ uniform တွေလေရင်ကွင်းအတွက် uniform တွေလိုအပ်ပါတယ်ဝန်ထမ်းတွေအတွက်ဆရာတို့ချက်ချင်းလုပ်ပေးတယ်ချက်ချင်းလုပ်ပေးတယ်ဘာတွေလိုအပ်သေးလဲသူတို့ရဲ့ပစ္စည်းတွေဘာတွေလိုအပ်လဲရေခဲတစ်တာတွေလားဘာလဲဘယ်တော့ဘာကြံသေးလဲဟမ်နင်တို့သွားပို့တာနုံမသိဘူးလားတချို့ဖွဲ့တွေမရှိတော့ထင်တယ်ဒီကဖွဲ့တွေအော်တော့ဖွဲ့တဲ့ဖွဲ့တွေဒီမှာမပါလာသေးဘူးဒီမှာပါဘူးတမီးတို့ပါလားမပါသေးဘူးနောက်မှပါမှာဒါနောက်တစ်သုတ်ဖွဲ့တယ်
တမီးကပါလားမပါသေးဘူးဒီမှာမပါလာလားအခုမပါပြီဒါပေမဲ့အဲ့တော့မသွားတော့မပါဘူးဒီဘန်ကောက်ရောက်နေလို့ထင်တယ်ဟုတ်လားချစ်သူနဲ့ရောက်နေလေဝင်မှာရေခဲတက်တာတော့ microwave တို့ရေအေးတောက်တဲ့ဆက်လေအဲ့ဆက်တော့ထည့်ပေးတယ်မိဘမဲ့အကူညီချင်းလုပ်ငန်းတွေဆရာတို့တကယ်လုပ်တယ်ဘာလို့တဲ့လားဟေးတို့ကူညီရမယ်ဒီနိုင်ငံတို့အပြင်ကောင်းကြီးဖြစ်ရမယ်မြန်မာပြည်သားတွေဟာဒီနိုင်ငံလာဖို့အလုပ်တွေလာရှာတဲ့အဆင့်ပဲမဟုတ်ငါတို့ကပြန်လဲပေးကမ်းတယ်ဆိုတာတတ်သိပြမယ်အာမင်ဆရာက project တစ်ခုလုပ်နေတယ်ဖြစ်မှာပဲပြောတော့မပြမဖြစ်မပြောတော့မပြောသေးဘူးလိုတဲ့သူရှိတယ်မလိုတဲ့သူရှိတယ်မပြောသေးဘူးဘယ်တော့ကောင်းတာလုပ်မပြောနဲ့မပြီးမချင်းဘယ်တော့ကောင်းတာပဲလုပ်ကောင်းတာလုပ်တော့မကြိုက်တဲ့ဖွဲ့ရှိသေးတယ်ဒါကြောင့်မပြောနဲ့ပြီးမှပဲပြောတော့ကျွန်တော်အကုန်ပြင်ဆင်ထားတယ်မြန်မာလူမျိုးတွေအတွက်ကောင်းကြီးဖြစ်ဖို့ဒီစေဝါကုသမှုနဲ့ဆိုင်တဲ့အရာပေါ့ဗျာမြန်မာပြည်သားတွေအရန်ဒုက္ခရောက်တယ်အခုဟိုပတ်တတ်နိုင်တဲ့သူကတော့စိတ်ုံသွားနိုင်မယ်မတတ်နိုင်သူစိတ်ုံမသွားနိုင်ဘူးဗျအဲ့လူတွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းနဲ့ကျွန်တော်တို့အခုအစိုးရနဲ့ညှိနှိုင်းပြီးတော့လုပ်ဖို့တွေရှိတယ်ပြီးတော့မှမြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံသားတွေထဲမှာဆရာဝန်တွေအများကြီးပဲဒီမှာရောက်နေတာသူတို့ဘာမှလှုပ်ရှားလို့မရဘူးဒီဟိုမှာပဲဆရာဝန်လေဒီမှာဘာဆရာဝန်မှမဟုတ်တော့ဘူးသူတို့လက်မှတ်ဒီမှာသုံးစားလို့မရတော့ဘူးဖြစ်နေဒါမဲ့ဒီဆရာဝန်တွေပြန်လဲပြီးတော့အလုပ်ရရေးတော့ဘယ်လိုလုပ်ရမလဲဆရာတို့ပြင်ဆင်နေတယ်အခုပြင်ဆင်ပြီးတော့မြန်မာပြည်သားတွေအတွက်ပဲဟဲ့လားကုသပေးမယ်ဆိုရင်ရနိုင်မလားဆိုတာမျိုးတွေဒါဆိုနေရဆရာတို့စရှာတော့မယ်ဆရာတို့လုပ်ရမယ်ဒါတွေဆရာပြင်ဆင်နေပြီ idea ရှိတဲ့သူလေလုပ်ရှင်လုပ်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ဒီလိုနှလုံးသားနဲ့တော့လုပ်အောင်မယ်နော်ပတ်စံမရှိလို့လာပါတယ်ဆိုမှသူတို့ဆရာနဲ့ level ညစ်ပြီးတော့ပြန်တောင်းတဲ့အကွက်တွေတော့မလုပ်စေချင်တော့ဘူးဒါမကောင်းစားဘူးဒုက္ခရောက်လို့လာပါတယ်ဆိုမှပဲမြန်မာပြည်သားချင်းပြန်ရောင်းစားတဲ့ဖွဲ့ရှိသေးတယ်စိတ်ပြတ်ဖို့ကောင်းတယ်အဲ့ဒါတွေတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ပြီးတော့မှအလုတ်ပါလဲအလုတ်အပ်ပေးတယ်တဲ့ပြီးလဲပြီးတော့6လစာလားမသိဘူးပွဲစားယူသွားတယ်မလုပ်သင့်ပါဘူးဒါတွေကိစ္စတွေကစိတ်လုံးမကောင်းစားကြဘူးဘာတွေလဲမသိဘူးမရှိသင့်တော့ဘူးဗျာဒါတွေကဒါကြောင့်ဒီသူများရှိဗျာဒီယုံကြည်သူတွေမရှိပါနဲ့ဗျာအာမင်တခါစားတွေမလုပ်ပါနဲ့တို့ကဖခင်ကောင်းကြီးရှိပါတယ်ပြောစမ်းမှာဖခင်ကောင်းကြီးရှိတယ်ပြောလိုက်စမ်းမှာအာမင်ရဲပြောလိုက်စမ်းမှာငါတို့မှာဖခင်ကောင်းကြီးရှိတယ်ဟာလေလုယာဖခင်ကောင်းကြီးဆိုတာမှတ်ထားတော့ညီကိုမောင်မတို့ခေတ်ကာလနဲ့ဘာမှမဆိုင်ဘူးခေတ်ဘလောက်ဆိုးသွားပါစေဖခင်သခင်ကသူ့ကျွေးမွေးတဲ့သားသမီးတို့ကလက်တော်ကြီးနဲ့တကယ်ကိုနမိတ်လက္ခဏာကျွေးမွေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာယုံကြည်ရတဲ့သူတွေဖြစ်ပါစေယုံကြည်ရတဲ့သူတွေဖြစ်ပါစေအာမင်အာမင်ဒါကြောင့်တို့ကျွန်တော်ရဲ့ level ကအခုဆရာဒေးဗစ်လာရဲ့အခုသင်ပေးတဲ့ level ပါလဲဆိုတော့ဖခင်သားသမီးဒီသူများဆရာယူရတဲ့အတ္တတာမဟုတ်ပဲနဲ့သူများကိုဘေးကန်းနိုင်ရတဲ့အတ္တတာပဲဖြစ်ရမယ်ဆိုတာအဲ့ဒါကျွန်တော်ယုံကြည်ရှင်းပဲဗျာကျွန်တော်လည်းအဲ့တိုင်းပဲဖြစ်ရမယ်ဗျာကိုမိသားစုကိုပြန်ကျွေးမွေးယုံနေမကဘူးကိုပတ်ဝန်းကျင်ကိုပါပြန်လဲကျွေးမွေးနေတဲ့ तू ဟာဖခင်ရဲ့သားသမီးတွေဖြစ်ကုန်ဖြစ်ရမယ်အဲ့ဒါကျွန်တော်ယုံကြည်ရှင်းဗျာဖခင်လည်းအဲ့လိုလိုရှိတယ်ဟာလေလုယာThank you Lord Jesus တခြားလေးကြည့်အောင်အင်္ဂလိပ်ဘာ version သုံးထားလဲမသိဘူးဒါဘာ version သုံးလဲမသိဘူးနောက် version တစ်ခုလောက်အဲ့ဒီမှာ infirmity ဆိုတဲ့ weakness ဆိုတဲ့နေရာမှာ infirmity ဆိုတဲ့ version ရှိတယ် weakness ဆိုတဲ့စကားထက် infirmity ဆိုတဲ့စကားရှိတယ် infirmities ဒီမှာလာပြီဟုတ်တယ် yeah that's what I'm talking about အကြည့် here likewise the Spirit also helps our infirmities infirmities ဆိုတဲ့ဟာကဒါဒီနေ့ကျွန်တော်ရှင်းတော့မယ်ဒီနေ့ညီကောင်မောင်မတို့ချက်လေးကျွန်တော်ပြောပြမယ်
လေပရစင်တပ်ပရောမဒီနေ့သွားကြရအောင်ဒီနေ့လာတဲ့မိသားစုတွေအရန်ကောင်းကြီးဖြစ်တယ်ဗျာအာမင်โอเคနံပါတ်1ယေရှုကိုယုံကြည်လက်ခံလိုက်ပြီဆိုရင်ဘာသာရေးခရစ်ယာန်ကျွန်တော်မပြောဘူးနော်ဘာသာရေးခရစ်ယာန်ကျွန်တော်မပြောဘူးလဝကတိုင်မှာယေရှုငါ့ရဲ့အပြစ်ကြွေးဝတ်ကြွေးဝတ်နာချိန်ချင်းအမင်္ဂလာအားလုံးကိုအကုန်ယူဆောင်သွားပြီးတော့မှအသေးခံတယ်ငါတို့အပြစ်တွေအားလုံးအတွက်ပေးဆက်တယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြထမြောက်သွားတဲ့ဖယားကငါဖယားငါအတွက်ပေးခဲ့တဲ့ဖယားလို့သင်ယုံကြည်လက်ခံလိုက်တာနဲ့မထာကဲတင်ချင်းထာဝရတပ်ပဲရတာမဟုတ်ဘူးဗျတန်ရှင်သောဝိညာဉ်တော်ကသင်ရဲ့အတ္တတာထဲကိုဝင်ရောက်လာတယ်ဟာလေလုယာမရမဆိုလို့ကျွန်တော်ပြန်ပြောမယ်မီယိုဖလာခရိယန်တော့ကျွန်တော်မသိဘူးဗျယေရှုကိုတကယ်ယုံကြည်လက်ခံပြီးငါတို့ရဲ့ဝတ်ကြွေးဝတ်နာကြင်ချင်းအမင်္ဂလာအားလုံးကိုယူဆောင်သွားပြီးလဝကတိုင်မှာအသေးခံတယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်သွားတဲ့အသက်ရှင်တဲ့ဖယားကငါရဲ့ကယ်တင်ရှင်ငါရဲ့အရှင်သခင်ဖြစ်ယုံကြည်လက်ခံပါတယ်လို့လူရှိဖယားရှိဝန်ခံလိုက်တဲ့နေ့ကနေစပြီးတော့မှအဲ့ဒီအချိန်မှာပဲ right at the moment Holy Spirit will come into your life hallelujah အဲ့ချိန်နဲ့ဆိုတန်ရှင်တော်ဝိညာဉ်တော်အသင်အထဲမှာဝင်ရောက်လာပြီအာမင် hallelujah အဲ့လောက်ရပြီလား very good တန်ရှင်တော်ဝိညာဉ်တော်ဝင်ရောက်လာတဲ့နေ့ရနဲ့စပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့အဓိကအလုပ်ကဘာလဲတဲ့တန်ရှင်တော်ဝိညာဉ်တော်အဓိကအလုပ်ကကုညီမဇတော်သူတဲ့ come on ယေရှုယုံကြည်လက်ခံပါတယ်ကျွန်တော်အရှင်သခင်ကယ်တင်ရှင်ဖြစ်ပါလို့ယုံကြည်လက်ခံလိုက်တဲ့အချိန်မှာပင်လင်တန်ရှင်တော်ဝိညာဉ်တော်တဲ့မှာဝင်ရောက်လာပြီအာမင်မရမှာဆိုလို့ပြီးရင်ကျွန်တော်ဒီကိုပြန်လာမယ်ဒါပေမဲ့ဒီမှာပဲဓာလေးပဲဖွင့်လာလိုက်ဓာလေးပဲဖွင့်လာလိုက်ရှုပ်သွားမှာဆိုလို့ငါသားကြည့်အေဖတ်1:73ဖတ်ပြီးရင်ဒီကျမ်းစာကိုပြန်လာမှာပဲယောမရှင်26ပြန်လာမှာပဲဒါပေမဲ့အေဖတ်1:73ကိုလည်းနည်းနည်းလေးဖတ်လိုက်တင်တို့သည်လည်းကယ်တင်တော်မူခြင်းနဲ့ကယ်တင်တော်မူခြင်းအကြောင်းနှင့်ရှင်သောဧဝံဂေလိတရားဒီဟုသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဧဝံဂေလိတရားကိုကြားပြီးတော့မှထိုခရစ်တော်ကိုယုံကြည်ပြီးရင်ဘာဖြစ်လဲဂတိတော်နှင့်ရှင်သောဂတိတော်တိုင်ဖယားဂတိတည်တဲ့ဖယားပြောဂတိတည်တဲ့ဖယားဂတိတည်တဲ့ဖယားကငါရဲ့ဝတ်ကြွေးဝတ်နာချိန်ချင်းအမင်္ဂလာတွေအားလုံးငါရဲ့အပြစ်တွေအားလုံးယူဆောင်သွားပြီးတဲ့တိုးတငယ်ဒီဟုသောယေရှုခရစ်တော်ငါရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့သင်ယုံကြည်လက်ခံလိုက်တဲ့နေ့ရက်နဲ့စပြီးတော့မှာတဲ့ဘာဖြစ်လဲပြောဂတိတော်အတိုင်းဘာဖြစ်လဲဂတိတော်နှင့်ရှင်သောတန်ရှင်သောဝိညာဉ်တော်၏တစိ့ခက်ခြင်းကိုခံရကြပြီအာမင်ဖယားဂတိတည်တယ်ပြောဖယားဂတိတည်တယ်ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်တိုင်းသွားမယ်ဆိုနင်တို့ကျမ်းစာလေးထိုးဖို့လွယ်ရင်ထိုးလိုက်ပြီးရင်ဒီကိုပြန်လာမယ်နော်လွယ်ရင်ထိုးလိုက်အားလုံးလည်းသိရလေအောင် okay good အေဖတ်1:73ဆိုဘာပြောချင်လဲဆိုယေရှုဧဝံဂေလိတရားကိုကြားပြီးတော့မှယေရှုယုံကြည်လက်ခံတာအမှန်ခရိယန်ဖြစ်လို့ယေရှုယုံကြည်လက်ခံတာအမှန်သဘောပေါက်လားမသိစားပြောချင်တာခရိယန်ဖြစ်တော့ကြောင့်ငါအဖေမေခရိယန်ဖြစ်လို့ငါခရိယန်လိုက်ဖြစ်တယ်ဆိုတာအဲ့ဒါဘာသာရေးခရိယန်ဧဝံဂေလိတရားကိုယုံကြည်လက်ခံပြီးမှဧဝံဂေလိတရားကိုသဘောပေါက်ပြီးတော့မှယုံကြည်လက်ခံတယ်ဆိုတော့စိတ်ချတယ်အဲ့ဒါမဟုတ်ရင်ဟိုးစားတိတ်မစိတ်ချရအောင်ဒါမီယိုဖလာခရိယန်နေများတယ်ကဲဒီတော်မူခြင်းအကြောင်းနဲ့ရှင်တော့ဧဝံဂေလိတရားဒီကိုတမန်တရားကိုကြားပြီးတော့မှဘာဖြစ်လဲကွထိုခရစ်တော်ကိုယုံကြည်ရင်ဘာဖြစ်လဲဂတိတော်နဲ့ရှင်တော့ပါလဲတန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဝိညာဉ်တော်ပါလဲတစိ့ခက်ခြင်းကိုခံရတယ်ဟုတ်ပြီဒါဆိုရင်နားလည်အောင်ရှင်းပြမယ်ဆိုရင်သင်ကဖယားရဲ့တန်ရှင်တော်ဝိညာဉ်တော်ခြင်းဝေရဗိမာန်တော်ဖြစ်တယ်ဒါပေမဲ့အောင်းစရာကောင်းတာကနားလည်အောင်ရှင်းပြမယ်ဆိုရင်ဟိုတယ်နဲ့ရှင်းပြမယ်ဆိုရင်သင်ယေရှုယုံကြည်အဲ့လိုလက်ခံလိုက်တာနဲ့ဟိုတယ်မှာတို့ဝင်ပြီဆိုရင်ဘာလုပ်ရလဲcheck in လုပ်ရတယ်အဲ့ဒီနဲ့စပါတန်ရှင်တော်ဝိညာဉ်တော် check in လာလုပ်ပြီတင်ထဲမှာ check in လာတော့တင်ထဲမှာနေပြီဒါပေမဲ့ तू ဘယ်တော့မှ check out မလုပ်တော့ဘူး hallelujah hallelujah က
ကဘာကောတီတောင်မင်းတို့နဲ့ငါအတူရှိမယ်လို့ပြောတဲ့ဖခင်ကချက်ကင်လာလို့အဲ့နဲ့နဲ့စတင့်တဲ့ဝင်ရောက်လာတာဘယ်တော့မှပြန်မထွက်တော့ဘူးဟာလေလုယာမှတ်ထားပေးဘယ်တော့မှပြန်မထွက်တော့ဘူးဟိုးတုန်းကတော့ဓမ္မဟောင်းကာလတုန်းကတော့ထွက်တာဝင်တာရှိတယ်ဝင်တာထွက်တာရှိမယ်ဓမ္မတိကာလမှာမဟုတ်တော့ဘူးထာဝရကာလနဲ့ဆိုင်သွားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ထာဝရကာလထိတာဝန်ယူသွားပြီဖြစ်တယ်ဒါကြောင့်ထာဝရနဲ့ဆိုင်တဲ့အရာကိုယေရှုလှုပ်ဆောင်ပေးခဲ့တာမရှင်းကျွန်တော်ပြန်ပြောမယ်ပြန်ဆိုဖခင်သားတော်ကိုယုံကြည်သောသူပေါင်းတို့သည်ပျက်စီးခြင်းတော့မရဘာလို့ရလဲထာဝရတတ်ပါဆုံးမှာထာဝရပါဆုံးမှာထာဝရပဲအဲ့ဒါကိုစိတ်ညစ်စရာကောင်းတယ်ကယ်တင်ချင်းဆုံးရှုံးနိုင်သေးတယ်ရှောက်ပြောတဲ့အဖွဲ့ရှိတယ်ကယ်တင်ချင်းဘယ်လိုဆုံးရှုံးမှာလဲထာဝရတတ်ကိုရပြီဆိုမှတော့ထာဝရဆိုတာထာဝရပေါ့ထာဝရဆိုတာဘာလဲထာဝရဆိုတာထာဝရပဲထာဝရပါဆုံးမှာပဲအဲ့တော့ဆုံးရှုံးနိုင်တဲ့လုံလဲသူ့ဘာသာဆုံးရှုံးထာဝရပါဆုံးမှာပဲဘုရားခင်သားတော်ယုံကြည်သောသူပေါင်းတို့ဒီပျက်စီးခြင်းတို့မရထာဝရအသက်ကိုရစေခြင်းကယေရှုကိုရတဲ့နေ့အစားဘာရသွားပြီလဲထာဝရအသက်ရပြီပြီးသွားပြီကွာဖီနီတိုကွာဝီလီနောက်ဘာသာစကားတွေမေးကိုလို့တော့ပြီထာဝရအသက်ရသွားပြီ come on ထာဝရအသက်ရသွားပြီ very good ထာဝရအသက်ရသွားပြီ okay ထာဝရအသက်ရတဲ့လူကိုဖခင်အယံတန်မိုးထားတယ်ဗျ哦，ခင်ဗျာတိတ်မရလိုက်မှာဆိုလို့ထာဝရအသက်ကိုရသွားတဲ့လူကိုဖခင်ကပေါ့ဆဆမတွက်တော်ဘူး You are special Hallelujah You are special For the kingdom of God You are special Woo, Hallelujah ကိုမတိလို့မရဘူးယေရှုအဖြစ်ကို special ပဲဒီမရလိုက်မှာဆိုလို့ပြန်တွင်း special ကိုဘာလဲအငင်းနေတဲ့ဖွဲ့တွေပြောလိုက်စမ်းပါတယောက်နဲ့တယောက် You are special Hallelujah You are special မရမဆိုပြန်မယ် You are very very important person VIP ပဲမဟုတ် VVIP You are very very important person for the kingdom of God Hallelujah Amen Say them jane pyo say them jane Hallelujah ဆိုတော့ထာဝရတက်ကိုရသွားတဲ့ဖခင်သားသမီးတွေအတွက်ဖခင်ဘာလုပ်ပေးလဲတရှင်တော်ဝိညာဉ်တော်သင်နဲ့အတူရှိစေတယ်ပြောပါရှိစေလဲ Yep ဒါဆိုရင်လာပြီယောမရှစ်26ကိုပြန်သွားတော့မယ်ဒီလိုရှင်းမရမယ်ယောမရှစ်26ထိုမပြောပါဖတ်ပါဘေးမှလည်းရှင်းလာနင်းလားဖတ်သားလေးဖတ်ထိုမတပါငါတို့မတတ်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏ခဏရက်လိုက်မယ်ဒါအရေးကြီးသွားပြီ Likewise the spirit အင်္ဂလိပ်မှာဆိုရင်တတိထား Likewise The spirit လို့ပြောရင် S ကအကြီးဖြစ်နေတယ်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်ပြောတာဖြစ်တယ်ခေါင်းမမင်းနော် Likewise the spirit also help our what infirmities ဆိုတာကဘာလဲဆရာဒီမှာနည်းနည်းထိုးပြမယ်ခင်ဗျပါပွင့်နေနည်းနည်းပြပါပွင့်ပြဒါရေးကြည့်တယ် online မှာရှိတဲ့ဖွဲ့လည်းနည်းနည်းလေးလာရတာပေါ့ဗျာနည်းနည်းပါပေါ့ရကြလားဆရာပို့ထားတယ်ရလားဒီဖုန်းတစ်တွေစိတ်ညစ်တာအဲ့ဒါပဲရှာမတွေ့တော့ဘူးပြန်မလို့အကွက်တွေအများကြီးပဲဘာလဲမသိဘူးဟမ်အဲလေ
Okay infirmity ဆိုတဲ့စကားအင်္ဂလိပ်လိုဆိုရင်ဘာလို့လဲနည်းပေါင်းကြည့်ပါဦးငါသမီးဘာလဲဒီလိုပဲဟမ်asthenia လားထားလိုက်ဒီမှာဘာတွေ့ရလဲဆိုတော့ infirmity ဆိုတဲ့စကားက of the body is native weakness and frailties feebleness of health or sickness ဆိုတော့ဘာလို့ပြော infirmities လို့ပြောလာတယ်ဘာလို့ပြောယောဂါကိုပြောနေတာ infirmity ဆိုတာဘာလဲယောဂါဆိုတော့ဒီမှာခုနကစကားမှာဘာတွေ့ရလဲအခုနကကျမ်းစာမှာဆရာဒီနေ့နည်းနည်းသင်ကြားမှုပိုင်းလေးနည်းနည်းလေးသွားမယ် The Spirit also helped our what infirmities ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကကူညီမဆတယ်ဆိုတော့ infirmity ဆိုတဲ့အပိုင်းကိုမသွားခင်မှာနောက် PowerPoint တစ်ခုသွားခြင်းနဲ့ help ဆိုတဲ့စကားကိုသွားမယ် help ဆိုတဲ့စကားကိုသွားမယ် help Senandi lambanomai something. Okay, tu asyik long nasi alam mafada do. So help sure sagaga balelo piola rekama tiye kaisa awawa go kunyi beda. Takure mobu help sure sagaga tiye kaisa awawa kunyi beda. Umabia. တန်ရှင်းသောဝိညာဉ်တော်ကိုဖခင်ကထားပေးခဲ့တယ်မိဘမဲ့ရဲ့တော့ဆုံးပြမထားဘူးတဲ့ဝိညာဉ်တော်ငါမင်းတို့ဥပ္ပစ္စေဆရာတို့တန်ရှင်းသောဝိညာဉ်တော်ငါစေလို့မယ်ဥပ္ပစ္စေဆရာရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ Paracletos တနည်းအားဖြင့်ပြောကူညီမဆတော်သူကူညီမဆတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တင်းရဲ့အတ္တတာရဲ့လိုအပ်မှုတစ်ခုစီတိုင်းမှာ तू ကကူညီဖို့အစဉ်သင့်ရှိတယ် Helloဆိုတော့ဒီမှာကြည့်ညီကောင်မောင်မတို့တင်ဟာယောဂါဖြစ်လာရင်အဲ့ဒီယောဂါအတွက်သူကကူညီပေးခြင်းတယ်ဆိုတော့အခုနက AI နဲ့ HI ဘာကွာလဲဆိုရင်အဲ့ဒါကွာတယ် AI ကတော့ information ပဲပေးတယ် HI ဆိုတဲ့ Holy Spirit intelligence ကတော့တင်ရဲ့ကျမ်းမာခြင်းကိုပါပြန်ပေးနိုင်တဲ့ဖခင်ဖြစ်တယ် Hallelujahတင်းကိုကူညီဖို့အစဉ်သင့်ရှိတဲ့ဖခင်ဖြစ်တယ်ယေရှုခရစ်တော်လောကမှာရှိစဉ်အခါမှာသူနဲ့ထိတွေ့သောသူတိုင်းကကျမ်းမာသွားတဲ့ကဲ့သို့ယေရှုကဘာပြောလဲငါသွားရင်မင်းတို့အတွက်အကျိုးရှိမယ်တဲ့ဘာအတွက်လဲဆိုတော့ဘာအတွက်အကျိုးရှိတာဆိုတော့ဒီမှာကြည့်ဆရာရှင်းပြမယ်ယေရှုကသူဂါလိလဲပြည်မှာရှိရင်သူရှိတဲ့နေရာမှာနိုးထမှုတွေဖြစ်တယ်အနာယောဂါတွေငြိမ်းတယ်ဒါမဲ့ तू ကဂါလိလဲကနေပြီးတော့မှဒီဘက်ကိုသွားလိုက်ပြီးဆိုတာနဲ့အဲ့ဒီမှာနိုးထောင်းဘာမှမရှိတော့ဘူးဒီမှာပြန်ဖြစ်နေတယ် तू ရှိတဲ့နေရာလောက်မှာပဲနမိတ်လက္ခဏာရှိတယ် तू မရှိတော့ရင်နမိတ်လက္ခဏာမရှိတော့ဆိုရင်ယေရှုကငါသွားရင်မင်းတို့အတွက်အကျိုးရှိမယ်တဲ့ဘာဖြစ်လို့ဆိုတော့တဲ့ငါသွားတဲ့အခါမှာဥပ္ပစ္စေဆရာကိုငါစေလွတ်မယ်တဲ့ဒီခဏတော့ဥပ္ပစ္စေဆရာယေရှုကိုယုံကြည်လက်ခံတော်သူတိုင်းရဲ့အသက်တာထဲမှာဘာစီးဆင်းလာလဲဘာဝင်ရောက်လာလဲဘယ်သူဝင်ရောက်လာလဲတန်ရှင်တော်ဝိညာဉ်တော်ဝင်ရောက်လာတဲ့အခါမှာတဲ့ဝိညာဉ်တော်ကဘာလုပ်ပေးလဲတဲ့အလုံးလိုက်ဆိုရအောင် Where the Spirit of the Lord is there is a liberty ဝိညာဉ်တော်ရှိတဲ့နေရာမှာအမြဲတမ်းဘာတွေရှိနေလဲလွတ်မြောက်ခြင်းတွေဖြစ်နေတယ် Hallelujah ဆိုတော့ဒီမှာကြည့်အောင်ငါသွားမယ်တဲ့ဒါပေမဲ့ငါ့ကိုယုံကြည်သောသူတွေအပေါ်မှာတဲ့ငါကတန်ရှင်းသောဝိညာဉ်တော်စေလွတ်တဲ့အခါမှာတဲ့
တန်ရှင်းငါ့ကိုယုံကြည်တဲ့သူတွေနိုင်ငံတိုင်းမှာလူမျိုးတိုင်းမှာဝိညာဉ်တော်လက်ခံပြီးဆိုတာနဲ့နိုင်ငံတိုင်းကတကဘာလုံးမှာတစ်ချိန်နဲ့ငါကအလုံးလို့ရသွားပြီတဲ့ငါသွားရင်မင်းတို့တို့အကျိုးရှိမယ်တဲ့အာမင်ယေရှုရှိတဲ့အချိန်မှာပဲယေရှုရှိတဲ့နေရာလေးမှာပဲဖြစ်တာမဟုတ်ဘဲနဲ့ယေရှုကိုယုံတဲ့သူတိုင်းရဲ့အပေါ်မှာဝိညာဉ်တော်ကယေရှုရှိနေတကယ်တော့အလုံးလို့ရလာတယ်တဲ့အာမင်ဆိုတော့မချီအဲ့ဒီဝိညာဉ်တော်ကကုညီမဆတယ်တဲ့ဘယ်လိုကုညီမဆလဲတဲ့ညီကောင်မတော်ကြောရှင်းပြမယ်နံပါတ်1သင်ဘယ်လိုဆုံးဖြတ်မှမသိရင် तू ဆုံးဖြတ်ပေးလိုက်မယ်ဘယ်လိုဆုံးဖြတ်မသိရင်ဉာဏ်ပညာသင်ကိုပေးလိုက်မယ်ဆုံးဖြတ်တတ်ဖို့အာမင်သင်စီးပွားရေးလုပ်ချင်တယ် AI ထက်ပိုကောင်းတာ HI Holy Spirit Intelligence သင်ကိုဘာလုပ်ပေးလိုက်လိမ့်မယ်ဟမ်သင်ကိုဉာဏ်ပညာပေးလိုက်မယ်အော်သင်မကြားလိုက်ဘူးသင်မကြားလိုက်ဘူးဟိရှာယအနာဂတ်ကျမ်းခန်းကြီး7ငယ်2မှာပြောလဲလိုက်ဆိုမထူတော့ထာဖျားဤဝိညာဉ်တော်တည်းဟူသောဉာဏ်ပညာကိုပေးတော်ဝိညာဉ်ဘာပေးလဲကွရအလားရှောလမုန်ညကဘာမှာအမတချမ်းသာခဲ့တော်တာဘာပညာရသွားလဲအဲ့ဒီပညာကိုရတာလေဆိုတော့အဲ့ဒီပညာကိုပေးနိုင်တာဘာတူလဲဒါရှင်တော်ဝိညာဉ်တော်ဒါဆိုရင်ဘယ်လောက်ထိတို့ဆုံးရှုံးခဲ့လဲယေရှုကိုယုံကြည်မှဝိညာဉ်တော်ကဒီမှာရှိရတဲ့ဝိညာဉ်တော်နဲ့မတိုင်ပင်တဲ့အခါမှာဝိညာဉ်တော်ကအလုံးလုံးပေးလို့မရတဲ့အခါမှာတို့တွေဆင်းရဲနေတယ်ဝိညာဉ်တော်ကကူညီခြင်းနဲ့မင်းရဲ့ဆင်းရဲတဲ့ဘဝနဲ့ငါဆွဲထုတ်ခြင်းနဲ့မင်းရောဟလာဝမ်းနေတဲ့ဘဝနဲ့ငါမင်းကိုဆွဲထုတ်ခြင်းနဲ့ကြောက်ရွံ့တဲ့ဘဝနဲ့ငါမင်းကိုဆွဲထုတ်ခြင်းနဲ့မင်းရဲ့တတ်တာနဲ့ရှုံးနေတဲ့ဘဝနဲ့ငါမင်းကိုအောင်မြင်ခြင်းနဲ့ပြန်ပေးခြင်းနဲ့ငါ့ကိုအလုံးလုံးခွင့်ပေးလို့ဝိညာဉ်တော်ပြောပေမဲ့တို့ကဝိညာဉ်တော်အခွင့်မပေးကြဘူးဝမ်းနဲ့စရာအရန်ကောင်းတာကဘာသာရေးခရိယန်ဘာသာရေးဖျားเจ้าတွေတော်တော်များများဝိညာဉ်တော်လုံးဝနေရာမပေးဘူးဘာပဲတင်လဲစ조사ရမယ်ပဲတင်တယ် no ယေရှုကတင်းအတွက်လဝကတ်တယ်မှာအကုန်လုတ်ပေးပြီးသွားပြီပြီးတော့မှယေရှုခရစ်တော်ယုံကြည်တဲ့သူတွေအတွက်ဝိညာဉ်တော်ကိုလုတ်ပေးဖို့ပြန်ဆင်လွှတ်လိုက်တာ hallelujah တောင်းဆရာအမြဲတမ်းပြောတဲ့စကားရှိတယ်ဖခင်ကလုတ်ပေးခဲ့တယ်လုတ်ပေးနေတယ်လုတ်ပေးအောင်မဲ့ဖခင်မနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ကဘယ်တော့မှပြောင်းလဲစရာအကြောင်းမရှိဘူးမနေ့ကမဆတဲ့ဖခင်ဒီနေ့လည်းမဆနေတယ်နောက်လည်းမဆအောင်မှာဖြစ်တယ် hallelujah say hallelujah say hallelujah ဒီချမ်းတော်ညီကိုမောင်မတော်ယေရှုခရစ်တော်ကလာတဲ့ချိန်ထဲမှာသူနဲ့ထိတွေ့တော်သူတိုင်းဘာဖြစ်လဲလွတ်မြောက်ခြင်းတွေဖြစ်တယ်ဒီနေ့တရှင်တော်ဝိညာဉ်တော်ထိတွေ့သူတိုင်းဟာထူကိုထူချရမယ်ပို့ဆိုတာအဲ့ဒီဖခင်ရဲ့ဝိညာဉ်ကတင့်ထဲမှာလာတော့ကျင်းဝတ်တာတင့်ထဲမှာလာကျင်းဝတ်တဲ့ဖခင်ရဲ့ဝိညာဉ်ကဘယ်လောက်ထိထူချလဲအေဖတ်1:20ဘာပြောလဲဖခင်ဖခင်ရဲ့ဝိညာဉ်ကိုရပြီးတော့ဆုံးရှုံးတယ်ဆိုတာအဓိပ္ပာယ်မရှိဘူးဗျထိုတကိုးတော်ကခရစ်တော်ကိုသေခြင်းမှထားမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏ဟာလေလုယာအာမင်ဟာလေလုယာဒါကိုနားလည်ပွင့်ရတဲ့အတွက်ကျွန်တော်တစ်ချက်လေးဖတ်ပြရှင်းတယ်ယောမ8:30ကိုသွားလိုက်ခရစ်တော်ဒီသင်တို့ထဲ၌ရှိတော်မူလေကိုယ်ကာယသည်အပြည့်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကဖြောက်မှတ်ခြင်းကြောင့်အသက်ရှင်လည်းရှိ၏ဆက်သွား7ထိုမြတ်မကယေရှုကိုသေခြင်းမှထားမြောက်စေတော်မူသောဘုရားသခင်၏ဝိညာဉ်တော်သည်ယေရှုကိုသေခြင်းမှထားမြောက်စေတာဒီမှာကျတော့ဗာပြောလဲယေရှုသေခြင်းမှထားမြောက်စေတယ်ဖခင်ရဲ့ဘာလို့ပြောလဲဝိညာဉ်တော်ပြန်ပြောသေချာတော့ယေရှုကိုသေခြင်းမှထားမြောက်စေတော်မူသောဖခင်ရဲ့ဘာလဲဝိညာဉ်တော်အခုနကအေဖတ်1:20မှာဗာပြောလဲကျောင်းဆရာလေးဖြစ်နိုင်ကျမ်းပိုက်တွေအများကြီးကိုဖြတ်မလို့မှကြီးစေခြင်းနဲ့သင်တို့တွေကိုထိုတကိုးတော်ကခရစ်တော်သေခြင်းမှတကိုးတော်ခရစ်တော်သေခြင်းမှထားမြောက်စေတယ်ပြောပြလားဒီကျမ်းပိုက်ကဒါပေမဲ့အခုနကျမ်းပိုက်ကဘာပြောလဲဝိညာဉ်တော်ယေရှုကိုသေခြင်းမှထားမြောက်စေတယ်ဖခင်ရဲ့ဝိညာဉ်တော်
ဒါဆိုရင်သင်တို့ကပြောလိုက်မယ်ဖခင်ရဲ့ဝိညာဉ်တော့တကိုးလားလို့ပြောလိုက်မယ်ဖခင်ဝိညာဉ်တော့တကိုးမဟုတ်ဖခင်ဝိညာဉ်ကဖခင်ပဲ အာမင် ဖခင်ဝိညာဉ်ဖခင်ပဲ အာမင် ဒါပေမဲ့ဖခင်ရဲ့ဝိညာဉ်ကအမြဲတမ်းဘာဖြစ်လဲတကိုးနဲ့အလုံးလုံးတဲ့ဖခင်ရဲ့ဝိညာဉ်ဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရှိတယ်ဆိုရင်သင်ရဲ့အထဲမှာထုကိုထူချရမယ်အဲ့တော့ကျွန်တော်လက်မခံနိုင်တာဖခင်သားသမီးဖြစ်တော့မထူချောက်ဆိုကျွန်တော်လက်မခံဘူးဘာဖြစ်လို့လဲယေရှုတည်ခြင်းမှာထားမြောက်စေတော်မူသောဖခင်ရဲ့ဝိညာဉ်မင်းထဲမှာတကယ်ရှိတယ်ဆိုရင်ကွာတဲ့ရှိလို့ရှိမှတော့မသိတဲ့ဖွဲ့တွေအများကြီးရှိကိုရှိတယ်ဘာကြောင့်လဲယေရှုယုံကြည်လက်ခံတဲ့အခါမှာဂတိတော်ရှိတဲ့အတိုင်းတန်ရှင်သောဝိညာဉ်တော်တစ်စိတ်ခတ်ချင်းခံပြီသင်တို့ကတန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်တဲ့ဗိမာန်တော်တွေဖြစ်သွားပြီအာမင်ဒါပေမဲ့သင်ရဲ့ပြဿနာဖခင်ဝိညာဉ်တော်ရှိလို့ရှိမှဘာလို့မသိတာလဲမှတ်ထား the greatest enemy အကြောက်ရဆုံးသောရန်သူကဘာတဲ့လား ignorance ဆိုတဲ့စကားအဲ့ဒါမှတ်ထားပြီကျွန်တော်ဘဝကိုဆုံးရှုံးစေတာ ignorance ဖျားလုံနေတာကိုဘာဖြစ်လဲလစ်လူရှုတာတခါလေးမှာ serious မထားဘူးဖျားနဲ့ပတ်သက်လာရင်လစ်လူရှုတတ်တဲ့အကျင့်အကြောက်စရာရမ်းကောင်းတယ်လူကိုဆင်းရဲစေတဲ့အထဲမှာလည်းအဲ့စကားလုံးမှတ်ထား ignorance တခုခုလောက်ရမယ်ဆိုတာပေါ်ပြနေပြီနောက်မှလောက်ပါမယ်အဲ့ဒါ ignorance သင်ကိုဆင်းရဲစေတယ်အဲ့သင်ကိုဆုံးရှုံးစေတယ်လောက်ရှာရှိချက်ချင်းထားလို့ရတယ် ignorance ဆိုတဲ့စကားကကြောက်စရာရမ်းကောင်းတယ်လောက်ရမယ်ဆိုတာသင်ချက်ချင်းထားလို့ do it ဒါကြောင့် Nike ရဲ့တစ်စိတ်ကသူ့ရဲ့လုံးဝခံယူထားတဲ့ဟာပါလဲ just do it ဒါပေမဲ့လောကမှာလှုပ်ဖို့ကြောက်တဲ့အဖွဲ့တွေရှိတယ်ဘာလို့ကြောက်လဲပြောလောကမှာမလှုပ်ဟလားလှုပ်လိုက်လို့နောင်တရတာထက်မလှုပ်လိုက်ရလို့နောင်တရတာပိုများတယ်လှုပ်ရှားရှိတာလှုပ်လိုက်မှားသွားရင်ပြန်သိယူ you have to learn from your mistake and move on ကြောက်ပြီးတော့ဘာမှမလုပ်တဲ့ထဲမှာသင်မပါစေနဲ့ if you know that you have to do something just do it then you will never regret it တခုတော့သင်ကိုပြောမှာပေါ့ကျွန်တော်လှုပ်မှားသွားရင်ဘယ်လိုလုပ်မလဲမှားသွားရင်ဘာဖြစ်လဲမမှားဘူးတဲ့သူလောကမှာရှိမှမရှိတာမှားမှကြောက်ရင်ဘာမလုပ်နဲ့ပြန်ပြောမယ်မှားမှကြောက်ရင်ဘာမလုပ်နဲ့အောင်မြင်တဲ့ကောင်တွေအားလုံးကမှားမှမကြောက်ပဲနဲ့မှားပေါင်းမြောက်များစွာကိုကြော်ဖြတ်ပြီးတော့မှသင်ယူပြီးတော့မှထိတ်ဆုံးရောက်ခဲ့တဲ့လူတွေကြီးပဲ do it yes do it သူများပြောမှကြောက်တယ်သူများအဖြစ်ဘာမကြောက်နဲ့အဲ့ကြောက်တာနဲ့ဘယ်ခီးမှမရောက်ဘူးထိတ်ဆုံးရောက်တဲ့ကောင်တွေအားလုံးကသူများထက်မှားဘူးတဲ့သူတွေကြီးပဲ but they learn from their mistake hallelujah ယေရှုယုံကြည်လက်ခံပြီးထူးခြားတာပါလဲယေရှုကိုတည်ခြင်းမှာထားမြောက်စေတော်မူသောဖခင်ရဲ့ဝိညာဉ်တော်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မူလေ hallelujah ခရစ်တော်ကိုတည်ခြင်းမှာထားမြောက်စေတော်မူသောဖခင်သည်ခရစ်တော်တည်ခြင်းမှာထားမြောက်စေတဲ့ဘာလဲထားမြောက်စေတော်မူသောဖခင်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မူသောမိမိပါလဲကွယ်ဝိညာဉ်တော်ပြန်ဘာဖြစ်လဲသေတတ်တော်သင်တို့ကိုယ်ကာယကိုပဲရှင်စေတယ်ဆိုတာအဲ့ဒါကိုပြောတာပြန်လဲကျမ်းမာစေတာ Holy Spirit intelligence ကသင်ကိုပြန်အောင်ကျမ်းမာစေတယ်ဆရာဝန်ကလက်လျှော့လိုက်ပြီးလို့ပြောတဲ့အရာကန်ဆာလို့ပြောတဲ့အရာကိုသင်ကိုမဆာမှာ AI မဟုတ်ဘူး HI Holy Spirit intelligence ဆရာဝန်မလုံနိုင်တော့ဘူး HI လုံနိုင်တယ် Holy Spirit intelligence His name is Jehovah Rapha. Can you say it with me? Jehovah Rapha. He is our healer. Amen. ဒီနေ့ဒီဝိညာဉ်တော်လှုပ်လှုပ်နေတယ်။မကြာမှဆိုလို့ပြန်ပြမယ်ဒီနေ့ဒီဝိညာဉ်တော်လှုပ်လှုပ်နေတယ်။ Hallelujah. AI က information ပဲပေးနိုင်တယ် HI ကတော့သင်အထဲကနေပြီးတော့မှသင်ကိုမဆာဖို့စင်သင်ရှိတယ် helper ဖြစ်တယ်နောက်တဲ့ level တစ်ဆင့်လေးသွားရအောင်မာကုခန်းကြီး7ငွေ24 Ora pasitia kaba thank you Lord Jesus ha shatila kodobo shitila kaba thank you Lord Jesus
နားမလည်ပြက်နာမရှိသေးဝိညာဉ်တော်နဲ့မိသားဖွဲ့တာများလိုက်သေးတနေ့တော့ချိန်မှာပါမညာမမသိပဲတင်နားလဲသွားလိမ့်မယ်အဲ့ဒါဆရာကကနေဒါဆိုက်ရောက်တော့အဲ့ဒီအတထန်းနဲ့ရေးလဲဆူတောင်းနဲ့ဖွဲ့တယ်ဆရာရေးလဲဟာတလို့တာအဲ့ဒီဖျားကြောင်မှာသွားလိုက်အဲ့ပါတီပါရှောင်းလို့ဆရာရှောင်းနောက်တယ်အဲ့ဒီနေ့မှာဖျားတဲ့ဟာတလို့တဲ့ဆရာတေးပဲလောက်ပြလိုက်တယ်အိမ်ပြန်ရောက်တော့ဆရာအိတ်တဲ့ရှင်မှာအိတ်လို့မရတော့ဘိုက်ထဲကအလုံးတစ်လုံးလေးခရီခရီခရီနဲ့လှုပ်တယ်အဲ့လိုမရအောင်ဘာပဲဖြစ်လဲဆရာကြောက်လဲကြောက်တယ်ဖြစ်လဲပြောပါဇက်ထဲကနေဘရောအဲ့လိုမျိုးဒီလိုထွက်လာတယ်ဆရာတယောက်တည်းအဲ့နဲ့သူများတွေတွေ့မှဆိုလို့ဆရာတကားပြစ်ပိတ်တယ်တယောက်တည်းပါစကားလည်းမသိထွက်လာအများကြီးပဲအဲ့ဒီဆပ်လို့ဆရာဆူတောင်းရင်တော်ကြာဆူတောင်းတယ်ဟိုတော့အဖိုးတွေဘွားတွေကနေဆူတောင်းလိုက်တာတမျိုးလုံးကုန်လည်းပဲ15မိနစ်ပဲကြာတယ်ဆူတောင်းတော့ပြီးသွားပြီဒါပေမဲ့အဲ့ဒီနေ့ကနေဆပ်လို့ဆူတောင်းတာဝိညာဉ်တော်ကရေးလဲဥဆောင်တာဟဲ့တိလာမသိဘူးဝိညာဉ်တော်မဥဆောင်မနဲ့တင်ဆူတောင်းရင်လေအယားဆူတောင်းတာပြင်းကြကောင်းတယ်ဆောက်ဆူတောင်းအကြာကြီးဘယ်လောက်ဆူတောင်းဘယ်လောက်ပဲဖြစ်ပြင်မလာတာပဲရှိတယ်ဒါပေမဲ့ဝိညာဉ်တော်မဆတဲ့နေ့ကနေစတော့ဆူတောင်းတာလေအဲ့မြောက်တော်ထဲမှာနေ2နိုင်3နိုင်ကြာသွားတာမသိလိုက်ဘူးကြည့်လိုက်ရှင်မှာဟာဒိုးသွားပြီလို့တော့အကြာမသိလိုက်ဘူးအရင်ပေါ်ပါတာပဲဘုရားနဲ့တွားလာဝိညာဉ်တော်ကူမဖို့စင်တင်မယ်ဒီနေ့ချစ်တော်ညီကိုမောင်မတို့အားပေးရှင်တယ် AI ခင်မှာအိတ်ဆိုင်လေးကိုမမင်းနဲ့အာမင် AI ခင်မှာအိတ်ဆိုင်မမင်းနဲ့အိတ်ဆိုင်တော့ AI ကအတိတ်ပဲသိတာအနာဂတ်မသိဘူးအိတ်ဆိုင်ကတော့တင်းရဲ့အနာဂတ်ကိုသိမူစီအိမ်ရမူစီလာမယ်ဒီမူစီတယောက်ကသူကလည်းကလေးနေတာတစ်ချိန်လုံးဘာပြောဆိုဘာကြီးဒေးဗစ်လာဆိုရှာလိုက်တာတဲ့ဘာကြောက်ကုန်သိနေတော့လေအေးရတယ်ဒါဆိုထပ်မေးလိုက်လို့မနက်ဖြန်ဒေးဗစ်လာဟောမဲ့တရားဘာလဲဆိုတာမေးလိုက်လို့သူပြန်ရောက်လာဘာကြီးအေးမဖြစ်နိုင်တော့ဘူးတဲ့အဲ့ဒါကိုဖြေနိုင်တာတော့အဲ့ဆိုင်ပဲ Holy Spirit Intelligence ကသင်ကိုပြင်ဆင်ထားပြီးသား Hallelujah အာမင် AI ကဒီလိုပြောလိုက်မယ်နောက်ဆုံးတစ်ချက်ပြောပြမယ်အသင်းတော်တိုးပွားရှင် AI မေးစရာမလိုအဲ့ဆိုင်ကိုမေးလိုက်အာမင် Holy Spirit Intelligence ကဘယ်လိုကြီးထွားလုပ်အောင်လဲတရှင်တော်ဝိညာဉ်တော်မဆားတဲ့ခါမှာတရက်ထဲမှာလူ3000ကျော်ပြောင်းလဲတယ်တရက်ထဲမှာခေါင်းမာတဲ့ဂျူးတွေတရက်ထဲမှာလူ3000ကျော်ပြောင်းလဲတဲ့ယေရုရှလင်မြို့မှာနိုးထမှုကြီးဖြစ်တယ်အဲ့ဒါ AI လုပ်ပေးတာမဟုတ်အိဆိုင်လုပ်ပေးတာ Hallelujah Amen It's not artificial intelligence Holy Spirit intelligence ဒါရှင်တော်ဝိညာဉ်တော်အသင်ရဲ့တက်တာကိုအသင်တော်ကြီးထွားအောင်လုပ်ပေးနိုင်တယ်အာမင်ကြောက်စရာကောင်းတယ်အသင်တော်ကြီးထွားဟိုလိုဒီလိုလှုပ်လို့မရအောင်ငါအသင်တော်ငါတိဆောက်မယ်လို့ပြောထားပြီးသားအာမင်သင်ဖာတာကြိုက်တဲ့ညာနဲ့ဟောအသင်တော်ကိုကြီးထွားအောင်ဝိညာဉ်တော်ပဲလုပ်လို့ရတယ်လူလှုပ်လို့မရအောင်အာမင်အသင်းတော်ကြီးထွားဖို့ AI ကိုသွားမေးပြီးတော့လှုပ်ကြည့်ရလားလို့အာမခံရဲတယ်သွား AI ပြောတဲ့အတိုင်းလှုပ်မကြည့်တော့ဘာကြောင့်သလားလူတယောက်နှလုံးသားကိုပြောင်းလဲစေတဲ့ AI မဟုတ်ဘူး AI အာမင်ကဘာမှာအကြီးမားဆုံးနမိတ်လက္ခဏာတေရှင်ကနေရှင်းပြထမြောက်တာမဟုတ်ဘူးအကြီးမားဆုံးနမိတ်လက္ခဏာကအတ္တတာပြောင်းလဲတာအာမင်လူတယောက်ပြောင်းလဲအောင်တင်သွားလို့မရဘူးဝိညာဉ်တော်မဆာမှာပြောင်းလဲတာအာမင်ဟာလေလုယာဟာလေလုယာညာနဲ့လှုပ်လို့မရဘူးပြောညာနဲ့လှုပ်လို့မရဘူးဝိညာဉ်တော်မဆာလိုက်ပြီတိမဒီနေ့ဘာအားနဲ့ချက်ရှိလဲဝိညာဉ်တော်ကိုအကူကြီးတောင်းလိုက်တင်းကိုမဆာမဲ့ဝိညာဉ်တော်ကပျော်ကြီးတင်းကိုကူညီမဆာသွားလိမ့်မယ်စောင့်နေတာကြာပြီ Holy Spirit intelligence will help you. Hallelujah. Hallelujah.
ထို့ကြောင့်ငါဆိုသည်ကသင်တို့သည်ယေရှုကိုရမည်ယုံကြည်သောစိတ်နဲ့ဆုတောင်းမယ်ရလိမ့်မယ်ဒီမှာအင်္ဂလိပ်မှာပဲဆရာပြောတော့မယ် Therefore I say unto you what things so ever you desire when you pray believe that you receive them and you shall have them မကြည့်မင်းတို့တောင်းချင်တဲ့ဆုကိုတောင်းกว่าတဲ့အလိုရညီမနော် believe that you shall receive them မင်းဆုတောင်းတဲ့အခါမှာတဲ့အဲ့ဒီဆုကိုရပြီဆိုတာကိုမင်းယုံကြည်ရင်တဲ့မင်းတောင်းတဲ့ဆုကိုမင်းရပြီလို့ယုံရင်တဲ့ရကိုရတယ်ကွာတဲ့ဒါပေမဲ့အရှိမပြန်လာတယ်ဘယ်အချိန်မှာယုံရတာလဲတဲ့ when you pray တဲ့မင်းဆုတောင်းတဲ့အချိန်မှာအဲ့ဒီဆုတောင်းနေတဲ့အချိန်မှာမင်းရပြီလို့မင်းယုံရင်မင်းရမယ်တဲ့တင်မရလိုက်ဘူးတင်မရလိုက်ဘူးဘယ်အချိန်မှာယုံရတာလဲရပြီလို့ဆုတောင်းတာရမှယုံရတာမဟုတ်ဆုတောင်းနေတဲ့အချိန်မှာဆုတောင်းတဲ့အရာကိုရပြီလို့ယုံရင်ရပြီလို့ကျမ်းစာပြောနေတာ when you pray believe that you should receive them then you will have them သင်ဆုတောင်းတဲ့အချိန်မှာရပြီလို့သင်ယုံရင်မင်းရကိုရလိမ့်မယ်ဒီနေ့ညနေမှာကျွန်တော်အနေနဲ့အားပေးချင်တာကစာရမလဲစားပါစေနဲ့သင်ရောတကယ်မဆဖို့သင်ကဝိညာဉ်တော်ရဲ့မဆခြင်းတရားရဂိုင်တို့ခံရဖို့ထိုက်တန်တော်သူဖြစ်ပါတယ်ဘသူအားဖြင့်လဲဆိုတော့ယေရှုအားဖြင့်ဝိညာဉ်တော်ကမဆဖို့သင်ကိုစောင့်နေပါတယ်ဝိညာဉ်တော်ကူမဖို့စောင့်နေပါတယ်သင်ရဲ့ငွေကြေးကိစ္စလားသင်ရဲ့အိမ်တော်ရဲ့ကိစ္စလားသင်ရဲ့စီးပွားရေးကိစ္စလားသင်ရဲ့ဘယ်ကိစ္စမဆိုသင်ရဲ့မဆဖို့ AI ထက်ပိုကောင်းတဲ့ HI ရှိပါတယ် Holy Spirit Intelligence ကသင်ကိုမဆသွားပါလိမ့်မယ်သင်ကိုဖြည့်ရှင်းပေးပါလိမ့်မယ်သင်ကိုဥဆောင်သွားပါလိမ့်မယ်သင်ကိုပြန်လဲတက်မှတ်ပေးပါလိမ့်မယ်သင်ကိုဉာဏ်ပညာနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတာပြသွားပါလိမ့်မယ်